အားလုံးပဲမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ဘုံတို့ဒီကနေ့ live ဟာအရန်ကောင်းတဲ့ live တစ်ခုဖြစ်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဘုံတို့ပြည်သူပြည်သားတွေဒီချိန်မှာအကောင်းဆုံးအလိုအဆုံးစုတစ်ခုကိုတောင်းပါဆိုရင်ဘာစုကိုတောင်းမလဲနေဦးတော်လှန်ရေးကြီးအများဆုံးပြီးကျင်တယ်ဆိုတဲ့စုကိုပဲပြည်သူပြည်သားတွေတောင်းကြလိုက်ပဲဖုံဖုံလည်းပဲဒီအချိန်မှာဘာစုကိုတောင်းမလဲဆိုရင်နံပါတ်1ຫນွေဦးတော်လှန်ရေးကြီးပြီးကျင်တယ်နံပါတ်2နိဗ္ဗာန်ချမ်းသာကိုလိုချင်တယ်ဒါဖုံဖုံတောင်းတဲ့စုတောင်းပေါ့နော်ဘုံတို့ကုလသမဂ္ဂကိုအားကိုးတယ်ဥရောပသမဂ္ဂကိုအားကိုးတယ်အာဆီယံအမေရိကန်ကိုအားကိုးတယ်ဒါပေမဲ့အခုချိန်ဒီတော့ဘာမှထိထိရောက်ရောက်မရလာသေးဘူးပေါ့ဒါပေမဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေအခုတိုက်နေတာမြန်မာနိုင်ငံတချမ်းကိုတိတိတသာကြီးသိမ့်ပိုက်ထားနိုင်ခဲ့ပြီထားငင်းမရမြန်မာနိုင်ငံတမိုင်းတစ်လျှောက်မှာဘယ်တော်လှန်ရေးမှမနိုင်မှုသေးတဲ့အနိုင်မျိုးနဲ့ဒီ2021 2023ຫນွေဦးတော်လှန်ရေးမှာတိတိတသာထက်တဲ့ရှာရှားကြီးကိုအနိုင်ရရှိခဲ့တယ်ဒါကိုဘယ်သူညင်းမလဲဒါပေမဲ့ဘုန်းတို့ပြည်သူတွေအထိနာနေကြပြီပြည်သူပေါင်း1000လောက်ဖမ်းဆီးထားတယ်ပြည်သူပေါင်း4-5,000ထက်မနည်းတပ်ဖြတ်ထားတယ်နေအိမ်ပေါင်း3000ကျော်မိရှို့ထားတယ်အဲ့တော့အထိနာနေတဲ့ဘိုးတို့ပြည်သူတွေဟာမျက်ရည်နဲ့မျက်ခွက်ဗျာຫນွေဦးတော်လှန်ရေးပြီးကျင်နေကြပြီဖုံဖုံလည်းပြီးကျင်တာပေါ့ကိုယ်နိုင်ငံကိုကိုပြန်ပြီးတော့ကိုပြည်သူလူထုနဲ့ရှိတူမရှိတူအေတူပူမြခံစားကျင်တယ်ဒီကနေ့တော့ဖုံးတို့ຫນွေဦးတော်လှန်ရေးကို PDF တွေပြည်သူလူထုနဲ့တမြေတဲနေတရေတဲတောက်တသွေးတဲတသားတဲပါဝင်ဆင်နွှဲနေတဲ့တိုင်းရင်းသားလက်နက်ကိုင်ထဲမှာဒုတိယအင်အားအကြီးဆုံးပထမကတော့ဒါဘိုးဘိုးတို့ဝါလို့ထင်တာပေါ့နော်ဒုတိယအင်အားအကြီးဆုံး KIA တတိယအင်အားအကြီးဆုံး AA ပေါ့နော်အဲ့ဒီ KIA ဆိုတာဘိုးဘိုးတို့အရန်လေးစားရတယ် KIO ဆိုတာအရန်လေးစားရတယ်စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကို KIA ကတိုက်ပေးနေပါတယ်ဟော KIA စစ်တိုက်နေတာကချင်ပြည်နယ်တဲ့ခုတည်းမဟုတ်ဘူးနော်ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ပြည်နယ်2ခုတိုင်းဒေသကြီး1ခုစုစုပေါင်း3ခုကိုစစ်တိုက်ပေးနေတာရှာမာရှားတဲ့တိုင်းရင်သားခေါင်းဆောင်တွေတိုင်းရင်သားလက်နက်ကိုင်တိတ်ကြီးညိုစရာကောင်းတယ်တိတ်လေးစားစရာကောင်းတယ် KIA ဆိုတာဒီຫນွေဦးတော်လှန်ရေးမှာအရန်ကိုအားကိုလေးစားရောက်လောက်တဲ့တိုင်းသားလက်နက်ကင်ပြောပါဆို KIA တို့ AA တို့ကထိတ်ဆုံးကပဲပြောရလိုက်မယ်ဒါကြောင့်ဘိုးဘိုးတို့အရန်လေးစားရတဲ့ KIA ကဗိုလ်ချုပ်ဂွမ်မော်တို့ KIO ကဗိုလ်ချုပ်ကြီးအင်ပန်လာတို့သူတို့ဟာຫນွေဦးတော်လှန်ရေးကိုအမြန်ပြီးစေတဲ့နီလန်ကြီးတစ်ခုကိုပေးခဲ့တယ်ဗျာပေးလိုက်ပြီဗျာဘုရားဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းနီလန်ကောင်းပေါ့ဗျာ
နိဗ္ဗာန်ရောက်နီလန်ကောင်းကြီးပေးလိုက်တယ်ရောကိုယ့်ဘာကိုနိဗ္ဗာန်ကိုသွားကြဒီလမ်းကသွားရင်ရောက်တယ်ခုလည်းပဲဗိုလ်ချုပ်ကွမ်မောတို့ KIO ဥက္ကရာကြီးဗိုလ်ချုပ်ကြီးအင်မန်လာတို့ကမင်းတို့ PDF တွေတိုင်းရင်းသားလက်နက်ကိုင်တွေ UNG ဆိုရ CRPH UNCC ဒီနီလန်အတိုင်းကျင့်တော်ရင်တွေဥတော်လည်းပြီးတယ်ကွငါတို့ကစစ်တိုက်လာခဲ့တာနှစ်ပေါင်း60ကျော်သွားပြီကွမြန်မာနိုင်ငံမှာစီနေရပဲငါတို့ KIA တွေနှစ်ဖွဲ့မကွဲဘူးစီစီလုံးလုံးနဲ့မင်းအောင်လိုက်ကိုအခုချိန်ထိစစ်တိုက်ခဲ့တာဘာကြောင့်အဲ့လိုစစ်တိုက်ခဲ့တာလဲဆိုငါတို့တိုင်းရင်းသားဒန်းတူအခွင့်အရေးကိုလိုချင်လို့စစ်တိုက်ခဲ့တာဒါကြောင့် KIA ဟာစစ်မှာတဘာရင်ဝါရင်နီးပရိရဲ့ကျွယ်ဝတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေလည်းဖြစ်တယ်စီလုံးညီညွတ်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေလည်းဖြစ်တယ်ပြည်သူလူထုနဲ့ပူးပေါင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေလည်းဖြစ်တယ်တမာတမတ်ကြပြီးကြီးညိုစရာကောင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေလည်းဖြစ်တယ်အဲဒီလိုတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကဒီကနေ့ຫນွေဥတော်လှန်ရေးကိုအမြန်ဆုံးပြီးစေတဲ့နီလန်ကြီးကိုပေးလိုက်ပြီဆိုတော့ဟုတ်လို့ကျင့်သုံးဖို့ပဲလိုတော့တယ်တကယ်လက်တွေ့အကောင့်ထဲပေါ်ဖို့ပဲလိုတော့တယ်ဆိုတော့ KIO ဥက္ကရာကြီးဗိုလ်ချုပ်ကြီးအင်မန်လက်ကဘလို့နီလန်ကောင်းနေပေးလဲဆိုတာကိုဖဖို့ဒီကနေ့ပြည်သူလူထုကိုဝမ်းသာအားရနဲ့ပြောပြပေးမယ်ပေါ့နော်ပထမဦးဆုံးသူကတိုင်းရင်းသားတွေကိုညီညွတ်ဖို့အတွက်အရင်ဆုံးပြောတယ်တိုင်းရင်းသားတွေမညီညွတ်ကြဘူးနာဂတို့ခန်းဒီတို့ဘက်မှာရှိတဲ့ SNA ရှမ်းနီတွေကမရောက်လိုက်နဲ့ပေါင်းတယ်ပအိုးတွေကမရောက်လိုက်နဲ့ပေါင်းတယ် RCSS ကိုကမရောက်လိုက်နဲ့ပေါင်းတယ်ဟောအဲ့လိုမရောက်လိုက်နဲ့ပေါင်းနေတဲ့ BGF တို့လို KNU ကတပ်မဟာလေးတပ်မဟာခွန်တို့လိုပေါ့နော်မင်းတို့စစ်တပ်လုံနေတဲ့ငြိမ်းချမ်းရေးကိုတွားပြီးတော့တာယာမနေကြနဲ့တဲ့စစ်တပ်လုံတဲ့ငြိမ်းချမ်းရေးဆိုတာတိုင်းရင်းသားတွေကိုခေါင်းမထောင်နိုင်အောင်ဖိနှိပ်ချုပ်ချယ်ဖို့လုပ်နေတာမင်းတို့နှစ်ပေါင်း80ကျော်တိုင်းရင်းသားတွေကိုငြိမ်းချမ်းရေးဆိုပြီးအကြောင်းပြပြီးတော့ဘယ်မလဲမင်းတို့ကိုနေရာကောင်းနေပြီးခဲ့လို့လေစေယုံစေကန့်တက္ကသိုလ်ကြီးတွေဘယ်မလဲစောက်ပေးခဲ့လို့လေအခုချိန်ဒီရှမ်းပြည်နယ်တောင်ကြီးမှာပဲသွားကြည့်ကြည့်မြောက်ပိုင်းမှာပဲသွားကြည့်ကြည့်စေယုံစေကန့်ကောင်းကောင်းမရှိသေးဘူးရန်ကုန်မန္တလေးလာကူရတာပဲမဟုတ်ဘူးလားကချင်ပြည်နယ်မှာဗမလဲစေယုံကောင်းကောင်းစကိုင်းတိုင်းဗမလဲစေယုံကောင်းကောင်းရန်ကုန်မန္တလေးပဲလာကူရတာလေဗမလဲတိုင်းရင်းသားဒန်းတူအခွေဗမာပြည်မှာကြတော့စေယုံတွေကောင်းပြီးတော့ငါတို့တိုင်းရင်းသားနယ်မြေတွေမှာစေယုံမရှိဘူးဗမာပြည်မှာကြတော့တက္ကသိုလ်ကြီးတွေကောင်းယထာတွေကားတွေနဲ့ငါတို့တိုင်းရင်းသားနယ်မြေတွေမှာတက္ကသိုလ်ကြီးတွေလည်းကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံမရှိယထာတွေကားတွေလည်းမရှိလျှက်စစ်မီလည်းမပြည့်စုံညိုကြီးပြကြီးတွေလောက်ပဲလျှက်စစ်မီရအဲ့တော့ဗမလဲမင်းတို့တိုင်းရင်းသားတွေအခုချိန်ဒီမှတ်သေးဘူးခွေးဖြစ်မဲ့ကောင်းတယ်အဲ့ဒါဖုံဖုံပြောတာမင်းတို့တိုင်းရင်းသားလက်နက်ကန်တွေအခုချိန်ဒီမှတ်သေးဘူးမင်းတို့ခွေးဖြစ်မဲ့ကောင်းတယ်နှစ်ပေါင်း80ကျော်ထညာခဲလေးကျွေးလိုက်စားပြီးသားအယိုးလေးပြစ်ချပြီးကျွေးလိုက်မင်းတို့ဒါနဲ့ตายရနေအခုမင်းတို့တိုင်းရင်းသားခေါင်းဆောင်နေဗိုလ်ချုပ်ကြီးတွေနဲ့မဲအောင်လိုက်စစ်တပ်ကဗိုလ်ချုပ်ကြီးတွေနဲ့ရှင်းကြည့်စမ်းကွာတန်းရွှေလက်ထက်ကဗိုလ်ချုပ်ကြီးတွေဘီလီယံနဲ့ချီပြီး
ချမ်းသာတယ်ကွာအခုမင်းအောင်လှိုင်လက်ထက်ကဗိုလ်ချုပ်ကြီးတွေကြည့်လိုက်ဘီလီယံနဲ့ချီပြီးချမ်းသာတယ်ကွာဒါပေမဲ့လည်းမင်းတို့တိုင်းရင်းသားခေါင်းဆောင်တွေဗိုလ်ချုပ်ကြီးတွေဘီလီယံနဲ့ချီပြီးချမ်းသာတာရှိလို့လားကွာမင်းတို့စားပြီးသားအယိုးလေးတွေပြစ်ချပြီးကျွေးမင်းတို့အဲ့ဒါကိုအမီလေးနဲ့ตาရနေတာထန်းချက်ခဲလေးပြစ်ချကျွေးအဲ့ဒါကိုအမီလေးနဲ့စစ်ကောင်စီလုပ်တဲ့ငြိမ်းချမ်းရေးဆိုတာမင်းတို့ကောင်တွေကိုခွေးဝမ်းတောင်လေးလေပြတာပဲကွာမင်းတို့ตาရမနေကြနဲ့အရန်ကောင်းတဲ့စကားလုံးပေါ့နော်ပြီးတော့မင်းတို့တာရင်သားလက်နက်ကိုင်းတွေကိုငိမ့်ချမ်းကြီးတွေဆွေးနွေး NCA လက်မှတ်တွေထိုးအခု KNU တွေပဲကြည့်လိုက်လी BGS ဆိုပြီးတော့ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကြီးလောက်ခိုင်းတာဘင်္ဂလားဒစ်နယ်စပ်မှာနယ်ခြားစောင့်အိန္ဒိယနယ်စပ်မှာနယ်ခြားစောင့်ရွှေတတိကန်ဒေသမှာနယ်ခြားစောင့်တရုတ်ပြည်နယ်စပ်မှာနယ်ခြားစောင့်မင်းတို့ဗမာတွေကိုမဆောက်ခိုင်းဘူးမင်းတို့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားတွေငြိမ်းချမ်းရေးဆွေးနွေးထားတဲ့တိုင်းရင်းသားလက်အတွေပေါ့ကွာလက်အတွေအယိုးလေးတွေကျွေးထညက်ကလေးတွေကျွေးပြီးတော့မင်းတို့ကိုမြို့ထဲမှာတိုက်ကြီးကားကြီးနဲ့အိမ်တဆောင်မီးတပြောင်ထားတာမဟုတ်ဘူးကွာသူတို့ကရန်ကုန်မန္တလေးနေပြည်တော်မှာ KTV နိုင်ကလပ်ကြီးတွေထောင်ပြီးတော့မြို့ကြီးပြကြီးထဲမှာဘီလီယံနဲ့ချီချမ်းသာကြွယ်ဝပြီးတာယာနေကြတာအဲဒီလိုအချိန်မှာမင်းတို့ကငြိမ်းချမ်းရေး NCA ဆိုပြီးတော့နယ်စပ်ဒေသမှာနယ်ခြားစောင့်နေရတာဒါလည်းမင်းတို့မမှတ်နယ်စပ်ဒေသမှာနယ်ခြားစောင့်ပြီးတော့မွေးကိုက်လို့သေတဲ့ကောင်းနဲ့ချင်းကိုက်တဲ့ကောင်းနဲ့ဖြုတ်ကိုက်တဲ့ကောင်းနဲ့ငှက်ဖျားမိတဲ့ကောင်းနဲ့ကဲမင်းတို့တိုင်းရင်းသားတွေဗမာအမြန်နေရကောင်းရလို့လေဒါကြောင့်မင်းအောင်လိုင်းကျွေးတဲ့အယိုးအရင်လေးတွေကိုက်ပြီးတော့မင်းတို့တိုင်းရင်းသားလက်နက်ကန်တွေအမီးလေးတွေနတ်ပြီးတော့ငိမ့်ငိမ့်ကြီးသွားပြီးမဆွေးနွေးကြနဲ့ NCA တွေပါဇက်ကမပြောကြနဲ့ဒါဗိုလ်ချုပ်ကြီးအင်ပန်လကတိုင်းရင်းသားလက်နက်ကန်တွေကိုပထမဦးဆုံးပြောတဲ့စကားပေါ့အရန်တန်ဖိုးရှိပါတယ်အရန်ကောင်းပါတယ်နောက်တစ်ခုကလက်ရှိဗမာတွေကိုပြောတဲ့စကားအခု2021 2023ຫນွေဦးတော်လှန်ရေးကြီးကိုအမှန်တကယ်ပြီးကျင်သလားတဲ့အမေရိကန်မှာရှိတဲ့ပြည်သူတွေပြီးကျင်လားဥရောပမှာရှိတဲ့ပြည်သူတွေပြီးကျင်လားအာရှတိုက်မှာရှိတဲ့ပြည်သူတွေပြီးကျင်လားမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေပြီးကျင်သလားတဲ့အဲ့လိုပြီးကျင်တယ်ဆိုရင်ဗမာလူမျိုးကြီးဝါဒနဲ့အုပ်စိုးခြင်းနဲ့စိတ်ရှိနေသမျှဒီစစ်အာဏာရှင်ကိုတော်လှန်ရေးခါအချိန်ကြီးအများကြီးကြာသွားလိုက်မယ်ပြောချင်တာကဒီຫນွေဦးတော်လှန်ရေးအမြန်ပြီးကျင်တယ်ဆိုရင်အဖွဲ့အစည်းတစ်ခုတည်းကပဲဗမာလူမျိုးကြီးဝါဒနဲ့မတွားနဲ့မအုပ်ချုပ်နဲ့ပြောချင်တာက UNCC တို့ CRPH တို့ UNG တို့ကိုပြောတာနော်ထဲကိုပြောတာနော်စောင်းပြောတာမဟုတ်ဘူးတချို့ကဒါစောင်းပြောတယ်ထင်နေမှာဆိုလို့တဲ့ပြောတာခိုးနာမထောင်နေနဲ့ပေါ်တင်လာနားထောင်ကြပါနော် KIO ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးအင်မန်လာကစောင်းပြောတာမဟုတ်ဘူးတဲ့ပြောတာတော့ကြစောင်းပြောတာဆိုရင်သူတို့ကိုပြောတာမဟုတ်ဘူးဆိုပြီးတော့လူတွေကသိကျင်မှသိမှာလေဒီຫນွေဦးတော်လှန်ရေးကြီးအမြန်ပြီးကျင်တယ်ဆိုဗမာလူမျိုးကြီးဝါဒနဲ့တဖွဲ့တဲ့အုပ်စိုးခြင်းတဲ့စိတ်တွေကိုဖျောက်ပါတဲ့ဖျောက်ပါတဲ့ကိုပြောတာအဲ့လိုဗမာလူမျိုးကြီးဝါဒအုပ်စိုးခြင်းတဲ့စိတ်နဲ့
တွားနေမယ်ဆိုရင်မင်းတို့မင်းအောင်လိုက်ကိုတက်တော်တော်နဲ့ပြီးမှာမဟုတ်ဘူးတော်တော်နဲ့ပြီးမှာမဟုတ်1948ခုနှစ်လွတ်လပ်ရေးရခဲ့တယ်ဗိုလ်ချုပ်အောင်ဆန်းအလုပ်ကြခံရတယ်ဦးနုတို့နေဝင်းတို့ဦးတန်းတို့မြန်မာနိုင်ငံကြီးကိုအုပ်ချုပ်ခဲ့တယ်အဲ့ဒါဗမာလူမျိုးကြီးဝါဒပဲလေကွာလူမျိုးကြီးဝါဒနဲ့အုပ်ဆိုးခြင်းနဲ့စိတ်တွေကွာငါတို့တိုင်းသားလက်နက်ကန်တွေမပါခဲ့ဘူးအနားတော်ကတ်ခွင့်မရခဲ့ဘူးပြီးတော့မင်းတို့အာနာသိမ့်ပါတယ်ဆိုပြီးအကြောင်းပြပြီးတော့60နှစ်ကနေအုပ်ချုပ်လိုက်တာဒီကနေ့ထိပဲမဟုတ်ဘူးလားကွာအခုမင်းတို့ຫນွေဦးတော်လည်းကြီးပြီးကျင်တယ်လို့တာဗဇက်ကအော်နေတာဖက်တယ်လို့တာဗဇက်ကအော်နေတာမင်းတို့ဖက်တယ်ကိုရောတကယ်သိရလားဖက်တယ်ဆိုတာဘာလဲကွာဖက်တယ်ဆိုတာတိုင်းနေပြည်နယ်တွေမရှိရဘူးကွာအခုမင်းတို့ကကြောက်ကြရဲ့ရောသမမွေလို့ဖြစ်နေတယ်အမေရိကန်မှာပြည်နယ်50ရှိတယ်ကဲတိုင်းရှိလို့လားတခါမှမကြဘူးအမေရိကန်မှာတိုင်းမရှိဘူးပြည်နယ်50ဖက်ဒရယ်အစိုးရအိန္ဒိယမှာပြည်နယ်ဘယ်လောက်ရှိလဲတော့ဘုံမသိဘူးတိုင်းမရှိဘူးစရီလင်္ကာနိုင်ငံမှာပြည်နယ်ဘယ်လောက်ရှိလဲဘုံမသိဘူးဒါပေမဲ့တိုင်းမရှိဘူးဟာမြန်မာပြည်ကြမှာတိုင်းရောပြည်နယ်ရောရှုပ်ရှက်ခတ်နေတာဒါမင်းတို့ဘာလုပ်ထားတာလဲမင်းတို့ຫນွေဦးတော်လည်းကြီးတကယ်ပြီးကျင်တယ်ဆိုရင်အဲ့ဒီရောသမမှုရထားတဲ့ဗမာလူမျိုးကြီးဝါဒစနစ်နဲ့လူလေကြထားတဲ့တိုင်းနဲ့ပြည်နယ်ကိုဖြုတ်ပစ်တိုင်းဆိုတာမရှိစေရအောင်ဗမာပြည်နယ်လို့တတ်မှတ်ငါတို့ကချင်ပြည်နယ်ဆိုတာရှိတယ်မင်းတို့ဗမာပြည်နယ်ရှိလားငါတို့ရှမ်းပြည်နယ်ဆိုတာရှိတယ်မင်းတို့ဗမာပြည်ရှိလားငါတို့ကရင်ပြည်နယ်ဆိုတာရှိတယ်မင်းတို့ဗမာပြည်ရှိလားငါတို့ရခိုင်ပြည်နယ်ဆိုတာရှိတယ်မင်းတို့ဗမာပြည်ရှိလားမင်းတို့ကငါတို့ကိုကြတော့ကချင်ပြည်နယ်လို့တတ်မှတ်ပြီးမင်းတို့ကြတော့ဗမာပြည်မရှိဘူးဒါတက်လူလေကြတာမင်းတို့ကတကယ်ဖက်ဒရယ်စနစ်ကိုတကယ်လိုချင်နေဆိုရင်အခုမင်းတို့လက်ထက်မှာအာဏာရှိနေတာပဲဗမာပြည်နယ်တတ်မှတ်လိုက်လေဗမာပြည်နယ်တတ်မှတ်ဖို့အတွက်တိုင်း9တိုင်းရှိတယ်အဲ့ဒါဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့တာမဟုတ်ဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့40ခုဖွဲ့စည်းပုံအခြေခံဥပဒေမှာတိုင်း9တိုင်းမရှိဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြည်နယ်ပဲရှိတယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းဘာကြောင့်လောက်ကြံခံရတာလဲဆိုဖုတ်ဖုတ်ပြောပဲပြည်သူတွေမှတ်ထားပါဗိုလ်ချုပ်အောင်ဆန်းကတိုင်းမရှိရအောင်ပြည်နယ်ပဲရှိရမယ်ဒီနိုင်ငံမှာပြည်နယ်10ပြည်နယ်ရှိခြင်းလည်းရှိမယ်9ပြည်နယ်ရှိခြင်းလည်းရှိမယ်10ပြည်နယ်ရှိခြင်းလည်းရှိမယ်တိုင်းမရှိအဲ့တော့ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းစဉ်ကိုဦးနုတို့ဦးတန်းတို့ဦးချန်ထွန်းတို့နေဝင်းတို့ဂလုံဦးစောတို့ကမကြိုက်ဘူးမကြိုက်တော့ဗိုလ်ချုပ်အောင်ဆန်းကိုကဲတက်တယ်ကွာငါတို့ပထမမြန်မာနိုင်ငံဒုတိယမြန်မာနိုင်ငံတတိယမြန်မာနိုင်ငံစတုတ္ထမြန်မာနိုင်ငံဆိုပြီးတော့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တာကွာဒုတ်တပေါင်းမင်းတို့အနော်ယထာမင်းတို့အလောင်းစီသူမင်းတို့ပြူစောတိမင်းတို့ကျန်စစ်မင်းတို့နောက်ဘရင်နောင်တို့အလောင်းမင်းကြီးတရားဥအောင်စီရတို့ဧကတိစနစ်နဲ့အုပ်ချုပ်ခဲ့တာကွာငါတို့ဗမာတွေကဒီတိုင်းပြည်မှာအကြီးဆုံးကွာဒါကြောင့်ဗမာတစ်ချက်ရှမ်းတစ်ချက်တော့ငါတို့မနေနိုင်ဘူးဗမာကတိုင်းရင်းသားတွေထက်အမြဲတမ်းတာနေရမယ်ဆိုကြပါစို့ပတ်စံ14ချက်ရှိတယ်ရောရှမ်းတစ်ချက်ကရင်တစ်ချက်ဆိုဝေလိုက်တယ်နောက်ကြံတဲ့9ချက်ကိုဒါကတော့ငါတို့ကဗမာတွေကများလို့ဗမာ9ချက်ရတယ်ကွာဗမာ9ချက်ယူတယ်ကွာဆိုတာဒါလူလေကြတာပဲလေရှမ်းကြတော့တစ်ချက်ပဲကရင်ကြတော့တစ်ချက်ပဲကချင်ကြတော့တစ်ချက်ပဲဗမာကြတော့ငါတို့ကတော့လူဦးရေများလို့ငါတို့ကတော့ဟိုးမင်းနေလက်ထက်ကဗရေတရိဧကရိစနစ်နဲ့အုပ်ချုပ်ခဲ့လို့9ချက်ယူတယ်ကွာဆိုတော့ဒါမတရားတာပဲလေဗျာဒါကြောင့်ရှမ်းပြည်နယ်ရှိဗမာပြည်နယ်ဆိုတာရှိရမယ်ဥပမာဆိုကြပါစို့ပြည်နယ်9ခုဆိုတာငကိုတွေကရှိပြီးသားအဲ့ဒါတိုင်း9တိုင်းကိုပြည်နယ်ဘယ်လိုဖွဲ့မလဲ
တနင်္လာရီတိုင်းမှာဆိုရင်ဘိတ်လူမျိုးတွေထဝယ်လူမျိုးတွေရှိတယ်ကရင်လူမျိုးတွေရှိတယ်အဲ့တော့တနင်္လာရီအမျိုးသားများပြည်နယ်ဆိုပြီးဖွဲ့လိုက်မယ်အေယာဝတီတိုင်းမှာဆိုလဲလူမျိုးပေါင်းစုံရှိတဲ့အတွက်ကြောင့်အေယာဝတီအမျိုးသားများပြည်နယ်ဆိုပြီးဖွဲ့လိုက်မယ်ကြံတဲ့တိုင်းနာတိုင်းကိုဗမာပြည်နယ်ဆိုပြီးဖွဲ့လိုက်မယ်အဲ့တော့အသစ်ထပ်တိုးတာက3ပြည်နယ်တနင်္လာရီအမျိုးသားများပြည်နယ်အေယာဝတီအမျိုးသားများပြည်နယ်ကြံတဲ့တိုင်း9တိုင်းကိုဗမာပြည်နယ်ဆိုတော့ပြည်နယ်3ခုငကိုရှိပြီးသားပြည်နယ်က9ခုဆိုတော့မြန်မာနိုင်ငံမှာပြည်နယ်10ခုဖြစ်သွားမယ်ဒါဆိုရင်ဒန်းတူဖြစ်သွားပြီဗမာပြည်နယ်မှာလည်းဝင်ကြီးတယောက်ရှမ်းပြည်နယ်မှာလည်းဝင်ကြီးတယောက်အဲ့လိုအခုကဗမာပြည်ကတိုင်း9တိုင်းဆိုပြီးလှုပ်ထားတော့ဝင်ကြီး9ယောက်ဖြစ်တယ်လေမန္တလေးတိုင်းဝင်ကြီးချုပ်ရန်ကုန်တိုင်းဝင်ကြီးချုပ်စကိုင်းတိုင်းဝင်ကြီးချုပ်မကွေးတိုင်းဝင်ကြီးချုပ်ဆိုတော့ဗမာတွေကဝင်ကြီးချုပ်9ယောက်ရှမ်းကဝင်ကြီးချုပ်1ယောက်ဆိုတော့လက်သီးချင်းရှင်ထိုးရင်တော့ဘယ်သူနိုင်မလဲ9ယောက်1ယောက်နောက်ဆုံးဗုဒ္ဓစနစ်နဲ့မဲစနစ်နဲ့ရွေးချယ်ရင်တော့ဗမာက9ယောက်ရှမ်းက1ယောက်ဆိုတော့ရှမ်းကအလိုလိုရှုံးနေပြီသားအဲ့တော့လူလဲကြလားမကြဘူးလားစဉ်းစားကြည့်ဖိုးတို့မိဘပြည်သူတွေအဲ့ဒီစနစ်ကိုဗိုလ်ချုပ်ဆန်းကမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်သူဟာအလုံးကြံခံလဲရတာပဲအဲ့ဒီစနစ်ကိုကြိုက်တာကဂလုံဦးစောတို့ဦးနုတို့ဦးတန်းတို့နေဝင်းတို့ဦးချန်ထွန်းတို့ဗိုလ်ချုပ်ကလွှဲရင်အကုန်ကြိုက်တယ်ဒါကြောင့်ဗိုလ်ချုပ်ကိုလုံးကြံပြီးတော့ဦးနုတို့ဟာဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုအမြန်ပြင်ဆင်လိုက်တယ်အမြန်ပြင်ဆင်ပြီးတော့တိုင်းရင်းသားတွေကိုအတင်းအာရမလက်မှတ်ထိုးခိုင်းတယ်ဦးနုကအဲ့မှာတိုင်းရင်းသားတွေကအနာဂတ်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလုံးကြံခံရလို့ဝမ်းနည်းနေတဲ့အချိန်မှာဗျာတစ်ဖက်မှာလဲဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့40ခုဖွဲ့စည်းပုံအခြေခံဥပဒေကိုအတင်းအာရမတွေဦးနုကပြင်ဆင်ပြီးအတင်းအာရမလက်မှတ်တွေထိုးခိုင်းတော့ဗိုလ်ချုပ်တေလို့စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲမှာကဲထိုးလိုက်ကြကွာလွတ်လပ်ရေးရရင်ပြီးတာပဲဆိုပြီးတော့မထိုးခြင်းနဲ့ဗိုလ်ချုပ်တေလို့ဝမ်းနည်းနေတဲ့စိတ်တောကဖြစ်နေတဲ့စိတ်နဲ့သဘောတူမတူဦးနုတို့ပြင်ဆင်လိုက်တဲ့40ခုဥပဒေကြီးကိုလက်မှတ်ထိုးလိုက်ရတယ်အဲ့မှာတိုင်းရင်းသားတွေခွေးဖြစ်တာပဲအဲ့မှာတိုင်းရင်းသားတွေခွေးဖြစ်တာပဲအဲ့တော့ဗိုလ်ချုပ်ကိုတတ်တာဘာတူလဲဗိုလ်ချုပ်ကိုတတ်တာအခုလိုလူလဲကြကျင်တဲ့သူတွေအကုန်လုံးပါတယ်ဗိုလ်ချုပ်ကဒီတိုင်းနေမရှိဘူးဗိုလ်ချုပ်ကပြည်နယ်တွေပဲရှိရမယ်တိုင်းဆိုတာဒါတိုင်းရင်းသားတွေကိုတတ်လူလဲကြတာဒီလောက်ဆိုဖဖို့တို့ပြည်သူတွေရှင်းသွားလောက်ပြီလို့ထင်တယ်နော်ဆိုတော့ဖဖို့တို့မြန်မာနိုင်ငံမှာယာရူးကြီးနားတွေကန်းကုန်ကြပြီပါဇက်ကပြည်သူလို့သူတို့တွေပြောကြတယ်နော်မင်းအောင်လိုင်းလဲဒီတိုင်းပဲမင်းအောင်လိုင်းလဲပြည်သူဆိုတာပါဇက်ဖျားကမချအောင်နေဝင်းလဲပြည်သူဆိုတာပါဇက်ဖျားကမချအောင်စောမောင်လဲပြည်သူဆိုတာပါဇက်ကတန်းရွှေတို့ကင်းညွန့်တို့လဲပြည်သူဆိုပါဇက်ဖျားကမချအောင်ဒါပေမဲ့တကယ်တမ်းသူတို့ပြည်သူအတွက်ကြည်သလားပြည်သူရဲ့အတန်နေနားထောင်လားဆိုတော့ယာဒူးကြည့်ရင်နားကန်သွားပြီဒါထုံးတယ်ပဲဘယ်နိုင်ငံမဆိုယာဒူးကြီးသွားရင်နားကန်သွားပြီမမြင်တော့ဘူးမိုးမမြင်လေးမမြင်နေဖြစ်သွားပြီဒါပေမဲ့သူတို့ရဲ့ပါဇက်ကတော့ပြည်သူဆိုတာကိုမချဘူးပေါ့ဗျာဒါကသူတို့ရဲ့လက်သုံးစကားပေါ့ပြည်သူကိုအတုံးချတာပေါ့ဒါကြောင့်ဘုံတို့လက်ရှိမြန်မာနိုင်ငံလက်ရှိတော်လှန်ရေးမှာလည်းပဲယာဒူးကြီးတဲ့သူတွေကပြည်သူရဲ့အတန်တွေကိုမကြားကြအောင်ဆောင်းသွားကြပြီနားတွေကန်းသွားကြပြီနောက်တစ်ခုကဒီຫນွေဦးတော်လှန်ရေးကြီးအမြန်ဆုံးပြီးဆုံးဖို့အတွက်ပြည်တော်စုဒန်းတူအခွင့်အရေးကိုကျင့်သုံးပါတဲ့မင်းတို့တိုင်းနေအကုန်ဖြုတ်ပြစ်အဲ့ဒါလူလဲကြတာကွာမင်းတို့တိုင်းနေရအမေရိကန်မှာပြည်နယ်ပဲရှိတယ်တိုင်းမရှိဘူးကွာအိန္ဒိယမှာပြည်နယ်ပဲရှိတယ်တိုင်းမရှိဘူး
ဘင်္ဂလားဒေ့ရှ်စတီလင်္ကာပြည်နယ်ပဲရှိတယ်တိုင်းမရှိဘူးမင်းတို့နိုင်ငံကြမှာတိုင်းနေရောပြည်နယ်တွေရောအဲကြောင့်တိုင်းနေဖြုတ်ပြဗမာပြည်နယ်ကိုပေါ်ပေါက်မင်းတို့တတ်မှတ်ဟောထောင်ထဲရောက်နေတဲ့အမေစုကိုတွားပြီးတော့မင်းတို့မျော်လင့်မနေနဲ့ပြည်သူကအာကိုလို့လက်ရှိအစိုးရကိုယာရုတွေအာဏာတွေအကုန်အပ်ထားတာလေဗျာအဲ့ဒါကိုထောင်ထဲကလူကိုတွားပြီးတော့မလုံရဲမကရဲဆုံးဖြတ်ချက်မချရဲပဲနဲ့ချီတုံချတုံဖြစ်နေမယ်ဆိုရင်ဒီနေရာကဖယ်ပေးလိုက်တော့လုံရဲမလားဆိုပြီးပြည်သူကအာဏာတွေပုံအပ်ထားတာလေထိုးအပ်ထားတာလေဒါကိုမလုံရဲမကရဲပဲနဲ့ချီတုံချတုံဖြစ်နေမယ်ဆိုရင်ဒီယာဒူးနဲ့မတန်ဘူးသူများကိုလွှဲပြောင်းပြီးတော့လုံနိုင်တဲ့သူကိုပေးလိုက်တော့ဒါကြောင့်နေဦးတော်လည်းကြီးအမှန်တကယ်ပြီးကျင်တယ်မြန်ပြီးကျင်တယ်ဆိုဆုံးဖြတ်ချက်တစ်ခုကိုခိုင်မှချမှတ်ပါအဲ့ဒါကဘာလဲဆိုရင်တန်းတူအခွင့်အရေးတွေပေးဖို့အတွက်ဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ပါဘသူပြောတာလဲ KIO ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးအေမန်လာပြောတာဘုံပြောတာမဟုတ်ဘူးမင်းတို့ပြောတော့တိုင်းရင်းသားတွေကိုတန်းတူခွင့်ပေးတယ်ဆိုမင်းတို့ပြောတော့ဗဇက်ကဖက်တယ်လို့ပြောတယ်ဆိုဒါဆိုရင်ဗမာပြည်နယ်လေးအရင်ဖွဲ့လေကွာဒီတိုင်းခွန်တိုင်းနဲ့မင်းတို့ဖက်တယ်ဘလို့ဖွဲ့မလဲဗမာပြည်နယ်ဖွဲ့လေမင်းတို့ပြောတော့ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတယ်ဆိုကြီးညိုတယ်ဆိုဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်ကြီးတွေကြတော့ဘာမဆိုင်ရမဆိုင်ငါတို့ပြည်နယ်တွေမှာလာပြီးထားပြီးတော့ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့လမ်းစဉ်ကိုကြတော့မင်းတို့ကမကြားချင်အောင်ဆောင်းနေတယ်အတိတ်မေ့သလိုလိုရွှေပြောက်သလိုလိုမင်းတို့လုံနေကြတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းစဉ်ကဖက်တယ်ပြည်တော်စုကိုတကယ်သွားကျင်တယ်ဆိုရင်တိုင်းနေဖြုတ်ပြည်နယ်ကိုအမြန်ဖွဲ့ဗမာပြည်နယ်ဖွဲ့10ပြည်နယ်ပဲဖွဲ့မင်းတို့ကမင်းတို့9ပြည်နယ်ပဲဖွဲ့10ပြည်နယ်ပဲဖွဲ့ကျင်တယ်လို့ဖွဲ့ဒါပေမဲ့ဗမာပြည်နယ်ပေါ်ပေါက်ဖို့အရေးကြီးတယ်နိုင်ငံကိုဥဆောင်နေတဲ့ဘယ်အဖွဲ့ကမဆိုစေတနာမှန်ဖို့ရိုးသားဖို့ကအင်မတန်မှအရေးကြီးတယ်ပြည်သူကိုခုလုံးမလုပ်ကြနဲ့ငါတို့တိုင်းရင်းသားတွေကိုခုလုံးမလုပ်ကြနဲ့ဒါ KIO ဥက္ကဋ္ဌကြီးကပြည်သူလူထုကိုပြောနေတာ KIO ဥက္ကဋ္ဌကြီးရဲ့စကားတွေကိုဖောကတစစ်ပြည်သူလူထုကိုပြောပြနေတာငါတို့ KIO တို့ KIA တို့ AA တို့အခုတိုင်းရင်းသားလက်နက်ကိုင်နေတာမင်းတို့ UNG နဲ့ CRP နဲ့ UNCC နဲ့ယုံကြည်စွာပူးပေါင်းခဲ့တယ်နော်ဆိုလဲချင်းပြည်နယ်တို့ရှမ်းပြည်နယ်မြောက်ပိုင်းတို့စကိုင်းတိုင်းတို့ကိုသူတို့ကူညီပေးထားတယ်နော်မင်းတို့စီကဘာမှမလှူခံဘူးငါတို့ကပဲပေးတာ KIA တို့ KIO တို့ဆိုလဲရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ဒီကိုငါတို့တက်တိုင်ပေးထားတယ်နော်ငါတို့မင်းတို့ UNG နဲ့ပူးပေါင်းထားတယ် PDF တွေနဲ့ပူးပေါင်းထားတယ်ပြည်သူလူထုရဲ့စာဏအတိုင်းငါတို့အားဆုံးခွဲဆိုင်စစ်တိုက်ပေးနေပါတယ်ဒါလည်းပဲမင်းတို့အကုန်သိဆုံးပဲနော်တဲ့ဒီကနေ့ຫນွေဦးတော်လိုင်းမှာပါဝင်တဲ့တနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားတွေကိုဖယ်ထားလိုက်မင်းတို့ဗမာတွေအကုန်လုံးဟာဖက်တဲ့ကိုတကယ်လိုချင်နေကြပြီအရင်တော့ကဖဖိုးတို့ဗမာတွေဖက်တဲ့ဆိုတာဘာမှမသိဘူးအခုဒီຫນွေဦးတော်လိုင်း2နှစ်တာကာလအတွင်းမှာဖက်တဲ့ကိုတကယ်သိသွားကြပြီလူလဲကြပြီးတော့တိုင်းခွန်တိုင်းပြည်နယ်တစ်ခုဆိုပြီးတော့တတ်မှတ်ထားတာအဲ့ဒါဒန်းတူအခွင့်အရေးမဟုတ်ဘူးအခုတော့တို့တကမ္ဘာလုံးမှာရှိတဲ့ဗမာလူမျိုးတွေအကုန်လုံးဟာဖက်ဒရယ်ကိုလိုချင်ကြပြီတိုင်းရင်းသားတွေကိုကိုချင်းစာကြပြီတိုင်းရင်းသားတွေကိုတကယ်ဒန်းတူအခွင့်အရေးဖက်ဒရယ်တွေကိုပေးချင်ကြပြီဒါဗမာတွေကိုယ်တိုင်ကိုကပေးချင်ကြတာနော်တဲ့ဗမာတွေကိုယ်တိုင်ကိုကပေးချင်ကြတာတဲ့
ဒါကြောင့်အဲ့ဒီဗမာပြည်သူတွေရဲ့ပေးခြင်းတဲ့စေတနာကိုငါတို့ကလေးလေးဆဆနဲ့ပူးပေါင်းတာတဲ့ UNG နဲ့ပူးပေါင်းတာမဟုတ်ဘူး CRP နဲ့ပူးပေါင်းတာမဟုတ်ဘူး UNCC နဲ့ပူးပေါင်းတာမဟုတ်ဘူးငါတို့ဗမာပြည်သူတွေ PDF တွေနဲ့ပူးပေါင်းနေတယ်ဆိုတာငါတို့တိုင်းရင်းသားတွေကိုဗမာတွေကနားလည်သွားကြပြီ။အော် KIA တို့ကချင်ပြည်နယ်တနာပါတယ်။နှစ်ပေါင်း80ကျော်အလိန်ခံထားရတယ်အနိုင်ကျင့်ခံရတယ်။တန်းတို့ခွင့်ပေးပဲဆိုပြီးတော့ဗမာပြည်သူလူထုကအဲ့လိုနားလည်သွားကြလို့တာလေငါတို့ကပြည်သူနဲ့ပူးပေါင်းတာတဲ့။အဲ့လိုမှမဟုတ်ရင်ငါတို့ UNG နဲ့လည်းမပေါင်းနိုင်ဘူးတဲ့။ CRP နဲ့လည်းမပေါင်းနိုင်ဘူး။ငါတို့အခုပေါင်းနေတာပြည်သူနဲ့ပေါင်းနေတာတဲ့ပြည်သူဆိုတာဖြူစင်တယ်တဲ့ပြည်သူဆိုတာတန့်ရှင်းတယ်ဒါကြောင့်ဖြူစင်တန့်ရှင်းတဲ့တကယ် Federal Democracy အစစ်ကိုနားလည်သွားကြပြီဖြစ်တဲ့ပြည်သူတွေကိုငါတို့ကပူးပေါင်းနေတာတဲ့ဒီပြည်သူတွေရဲ့မျက်နှာနဲ့ငါတို့အခုလိုစစ်တိုက်ပေးနေတာတဲ့အဲ့လိုမှမဟုတ်ရင်ငါတို့စစ်တိုက်ပေးမှာမဟုတ်ဘူးတဲ့ဒါကြောင့်သူတို့စစ်တိုက်နေတာပြည်သူအတွက်ပေါ့နော်ပြည်သူမျက်နှာကြောက်ပေါ့ဒါကြောင့်မလို့ UNG CRP UNCC တို့ကတကယ်ဖက်ဒရယ်ပြည်အောင်စုကိုတကယ်လိုချင်တယ်ငါတို့တိုင်းရင်းသားတွေကိုတကယ်ပေးချင်တယ်ဆိုရင်နဲ့ဗဇက်နဲ့မပြောပါနဲ့လက်တွေ့ပြပါမင်းတို့ကဗဇက်ကြီးတွေနဲ့ပြောနေတာမသိရင်ပဲငါတို့ကိုပေးထားတယ်လို့ဘာလို့နဲ့ပြည်သူကိုလည်းပဲအသိမပေးဘူးပြည်သူကိုအသိမပေးတော့မသိရင်ပြည်သူကထင်နေတာကငါတို့ကိုအဲ့ဒီအခွင့်အရေးတွေပေးထားတယ်လို့ဘာလို့နဲ့ပြည်သူကမသိရှာပြည်သူကဂျင်းအထက်ခံနေရတာပေါ့လုံညိုရေးဆိုပြီးအကြောင်းပြပြီးတော့ပြည်သူကိုဂျင်းထက်တာပေါ့ဗျာအဲ့တော့ KIO ဥက္ကဋ္ဌကြီးကသူ့ရဲ့ခံစားချက်တွေကိုထုတ်ပြောတာမင်းတို့ကတကယ်ဖက်ဒရယ်လိုချင်တယ်လဲပြောသိတယ်တကယ်ဖက်ဒရယ်ကိုပေးမယ်လဲပြောသိတယ်လက်တွေ့ကြတော့မပြဘူးတဲ့ဗဇက်ကပဲပြောနေတာအဲ့တော့ပြည်သူလူထုကဘလို့ထင်လဲဆိုတော့ငါတို့တိုင်းရင်းသားတွေကိုတကယ်ပေးနေတယ်လို့ထင်တာတဲ့ KIO ဥက္ကဋ္ဌကြီးကတကယ်တော့သူတို့မရပါဘူးတဲ့အဲ့ဒါကိုပြည်သူသိအောင်ဖုတ်ကတဆင့်ပြောပြပေးတာမရဘူးတဲ့ဗဇက်နဲ့ပဲပေးနေတာတဲ့တကယ်လက်တွေ့မပေးဘူးတဲ့လက်တွေ့တကယ်ပေးခြင်းတယ်ဆိုရင်ဗမာပြည်နယ်သာဖွဲ့လိုက်ဆမ်းပါတဲ့ဖိုးတို့ပြည်သူတွေကိုဘဘကသွေးခွဲနေတာမဟုတ်ဘူးနော်ဒါ KIO ဥက္ကဋ္ဌကြီးတကယ်ပြောခဲ့တာသတင်းမီဒီယာတွေမှာရှိပြီးသားဒါကြောင့်လက်တွေ့ပြပါတဲ့ဗဇက်နဲ့မပြောပါနဲ့တဲ့ဒါကြောင့်မြန်မာနိုင်ငံဟာပြည်ထောင်စုဆိုတဲ့နာမည်ကြီးလေဗျာတကယ်တော့အဲ့ဒါလိန်ထားတာပေါ်တင်ကြီးလိန်ထားတာပြည်ထောင်စုမဟုတ်ပြည်ထောင်တိုင်းစုမြန်မာနိုင်ငံတော်ကြီးဖြစ်နေတာ United States ပြည်နယ်တွေစုထားတဲ့အမေရိကန်နိုင်ငံရှင်းလေးမြန်မာနိုင်ငံပြည်ထောင်စုမဟုတ်ဘူးနာမည်ကတော့ပြည်ထောင်စုတဲ့ဒါပေမဲ့တကယ်တမ်းကျတော့ပြည်ထောင်တိုင်းစုမြန်မာနိုင်ငံတော်ရှမ်းပြည်နယ်ဝန်ကြီးတယောက်ဗမာဝန်ကြီး9ယောက်ပြည်ထောင်တိုင်းစုမြန်မာနိုင်ငံတော်ဒါကြောင့်ရောသမမှွေပြီးပြည်ထောင်တိုင်းစုမလုပ်ပါနဲ့ပြည်ထောင်စုအစ်စ်ကိုတကယ်လိုလားရင်တကယ်လက်တွေ့ပြပါဗမာပြည်နယ်ဖွဲ့ပါတိုင်းနေဖြုတ်ပါဒါကြောင့်နိုင်ငံကတော့ပြည်ထောင်စုတဲ့ဒါပေမဲ့ပြည်ထောင်တိုင်းစုကြီးဖြစ်နေတယ်ပေါ်တင်ကြီးကိုလိန်ထားတာပေါ့နော်ဘယ်သူလိန်ထားတာလဲဆိုဦးနုတို့ကနေစပြီးတော့လိန်ထားတာဒါကြောင့် Federal Democracy စနစ်ကိုတကယ်သွားကျင်တဲ့တကယ်ပေးကျင်တဲ့ဆိုရင်တိုင်းတွေကိုဖြုတ်ပြီးပြည်နယ်တွေဖွဲ့ပေးပါဒါသိအရေးကြီးတယ်နောက်တစ်ခုက
လွတ်လပ်ရေးရပြီးနောက်တဲ့ပြည်ထောင်တိုင်းစုတည်ထောင်ခဲ့ပြီးတော့နှစ်ပေါင်း85နှစ်တိဖဆပလတပါတီတဲကပဲမဟာလူမျိုးကြီးဝါဒနဲ့မြန်မာနိုင်ငံကိုနေဝင်ဥဆောင်ပြီးအုပ်ချုပ်ခဲ့တယ်စဉ်းစားကြည့်ကြပါတဲ့မင်းတို့လွတ်လပ်ရေးရတယ်ဗိုလ်ချုပ်အောင်ဆန်းကိုတက်ပစ်တယ်85နှစ်ရှိသွားပြီနေဝင်ဥဆောင်တဲ့ဖဆပလပါတီတစ်ခုတည်းကတိုတီမဟုတ်အာနာရှင်စစ်အာနာရှင်တစုတည်းကမဟာလူမျိုးကြီးဝါဒနဲ့ပြည်ထောင်တိုင်းစုအုပ်ချုပ်ခဲ့တာပြည်ထောင်စုမဟုတ်ဘူးပြည်ထောင်တိုင်းစုကြီးတဲ့မင်းတို့ဒီစစ်အာဏာရှင်နဲ့မဟာလူမျိုးကြီးဝါဒအစိုးရအမျိုးသားရေးတမားတွေကြောက်တဲ့ငါတို့တိုင်းရင်းသားတွေဒန်းတူခွေအကုန်ပြောက်ခဲ့ရတယ်ကွာရင်နာလိုက်တာမြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတာ6လပဲရှိသေးတယ်ဘာကပတွေကုမျိုးနစ်တွေနောက် KNU တွေအကုန်တောခိုပြီးပုံကန်ကြတယ်ဗျာဘုန်းတို့ပြည်သူတွေအားလုံးမှတ်မိတယ်နော်တမိုင်းမှာရှိတယ်လွတ်လပ်ရေးရကြီး6လပဲကြာသေးတယ်အကုန်တောခိုပြီးပုံကန်ကြဘာလို့ပုံကန်ကြတာလဲငါတို့ရင်နာတယ်လေတဲ့မင်းတို့အာနာရှင်နဲ့ပေါပြီးတော့မဟာလူမျိုးကြီးဝါဒစနစ်နဲ့အုပ်ချုပ်ခဲ့တာငါတို့တိုင်းသားဒီဗမာလဲနေရငါတို့ခွက်ပြောက်တယ်အဲ့တော့ငါတို့လွတ်လပ်ရပြီး6လပဲကြာသေးတယ်တောခိုပြီးပုံခံခဲ့တာအခုလည်းပဲမင်းတို့ຫນွေဥတော်လည်းရေးမှာဒီပုံစံပဲအာနာရှင်နဲ့မထူမချကျင့်သုံးနေမှာလားမင်းတို့လက်ထက်မှာအာနာရှိတယ်လေတဲ့ပြက်ပြက်တတ်တတ်လုံးလေအခုကမင်းတို့ကနေဝင်းနဲ့လည်းဘာမှမထူဘူးဦးနုနဲ့လည်းဘာမှမထူဘူးမင်းအောင်လိုင်းနဲ့လည်းဘာမှမထူဘူးဒုတ်ရင်ကဒုတ်ရင်အတိုင်းဖက်ဒရယ်လို့တာပြောနေတာတိုင်းခွန်းတိုင်းရဲ့စနစ်ကိုဗမာလူမျိုးကြီးဝါဒစနစ်ကိုမင်းတို့မဖြောက်နိုင်ဘူးငါတို့ကိုအနိုင်ကျင့်လုံးအားကြီးတယ်ကွာအခုမှမဟုတ်ဘူးနှစ်ပေါင်း85နှစ်ရှိပြီအဲ့လိုမလုံးကြပါနဲ့အဲ့လိုမလုံးကြပါနဲ့ဒါတိုင်းသားတွေရဲ့ခံစားချက်တွေကိုဖုတ်ဖို့ကပုံဖော်ပြနေတာပေါ့နော်ဒါကြောင့်တဲ့ຫນွေဥတော်လှန်ရေးနှစ်အတူပေါက်ဖွာလာခဲ့တဲ့ UNG UNCC CRPH နဲ့ဗမာလူမျိုးကြီးဝါဒကိုဖယ်ရှားပြီးတော့မှတိုင်းရင်းသားတွေကိုတန်းတူအခွင့်အရေးဒီကနေ့အများဆုံးမင်းတို့ပေးလိုက်ပါတဲ့မင်းတို့အာဏာသိမ်းတာ2နှစ်ရှိနေပြီပြည်သူကိုဂျင်းထက်တိုင်းရင်းသားတွေကိုပေးတယ်လို့မပေးတယ်လို့မမဆောင်ပြောတယ်လို့ပေးလိုက်ပြီလားမပေးရသေးဘူးလားပေးပြီးပြီလားရပြီးကုန်ကြပြီလားမသိဘူးပြည်သူကလည်းရသွားပြီလားမရသေးဘူးလားမသိဘူးဒါကြောင့်ຫນွေဥတော်လှန်ရေးနဲ့အတူတူပေါက်ဖွာလာခဲ့တဲ့ PDF တွေရော UNG UNC CRPH ရောငါတို့တိုင်းရင်းသားတွေကိုဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ပြီးတော့တန်းတူအခွင့်အရေးတွေပေးပါကချင်ပြည်နယ်ရှိတယ်လို့ဗမာပြည်နယ်ပဲရှိရမယ်တိုင်းခွန်တိုင်းဖြုတ်စီလုံးညီညွတ်မှုကိုလည်းပြသပါအခု UNCC UNG CRPH ထဲမှာတိုင်းရင်းသားတွေပါတယ်ဆိုပြီးပြည်သူလူထုကိုချင်းတဲ့တချို့ပြည်သူလူထုကနိုင်ငံရေးကြောင့်ဘာမှမသိဘူးလေမသိတာဘုန်းဘုန်းတို့အပြစ်မပြောဘူးဘုန်းဘုန်းတို့ကိုယ်တိုင်ကိုလည်းပဲဘာမှမသိခဲ့ဘူးလူတော်လည်း2နှစ်တိစာဖတ်ခဲ့တဲ့အတွက်ကြောင့်နိုင်ငံရေးတွေဟောပြောခဲ့တဲ့အတွက်ကြောင့်နိုင်ငံရေးကိုတော်တော်လေးသိသွားရတယ်
ပြည်သူတွေမသိဘူးဆိုတာတော့ဒါမဆန့်ဘူးလေနော်မဆန့်ဘူးအဲ့တော့တကယ်စီးလုံးခြင်းနဲ့တကယ်ညီညွတ်ခြင်းနဲ့ဆိုရင်UNG တစ်ဖွဲ့တည်းစီးလုံးနေရမှာမဟုတ်ဘူးတဲ့ CRPH UNCC တစ်ဖွဲ့တည်းစီးလုံးနေရမှာမဟုတ်ဘူးစီးလုံးနဲ့ဆိုတာပြည်နယ်၈ခုပဲဖြစ်ဖြစ်ပြည်နယ်၉ခုပဲဖြစ်ဖြစ်ပြည်နယ်10ခုပဲဖြစ်ဖြစ်အဲ့ဒီပြည်နယ်ထဲမှာရှိတဲ့တိုင်းသားခေါင်းဆောင်တွေအကုန်လုံးစီးလုံးနေတာကိုစီးလုံးတယ်လို့ခေါ်တာတဲ့ခုက UNCC CRPH UNG တဲ့မှာပဲစီးလုံးတာကိုမင်းတို့ကစီးလုံးနဲ့ခေါ်နေအဲ့ဒါမဟုတ်ဘူးတကယ်တော့စီးလုံးနဲ့ဆိုတာဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ပြီးတော့ပြည်ထောင်စုကြီးတီထောင်ပြီးတော့တိုင်းသားတွေအကုန်လုံးစီလုံးအဲ့ဒါကိုစီးလုံးတယ်လို့ခေါ်တာကွာတဲ့အခုတော့မင်းတို့အဖွဲ့လေး2ယောက်3ယောက်စီးလုံးတာနဲ့ပဲပြည်သူတွေကိုရောချပြီးတော့ကျွန်တော်တို့စီးလုံးနေပါတယ်ညီညွတ်နေပါတယ်ဘာတွေကိုဖော်ဆောင်နေပါတယ်ဘာတွေကိုလုပ်နေပါတယ်အဲ့လိုဂျင်းမထက်နဲ့လေကွာတဲ့တကယ်စီးလုံးညီညွတ်တယ်ဆိုတာဒိုင်းပြေလုံးမှာရှိတဲ့တိုင်းသားလက်နက်ကိုင်နေပြည်ထောင်စုကြီးစီးလုံးတာညီညွတ်တာကိုစီးလုံးညီညွတ်တယ်လို့ခေါ်တာပါတဲ့ဒါကြောင့်ဗိုလ်ချုပ်ကြီးအင်ပန်လက်ကစီးလုံးညီညွတ်တယ်ဆိုတာဘလို့ဟာကိုပြောတာလဲဆိုပြီးတော့စီးလုံးညီညွတ်ခြင်းရဲ့တရားကိုပါဟောပြသွားသေးတာနော်ဟောပြသွားသေးတာဒါကြောင့်လူ4-5ယောက်ရှိတာကိုစီးလုံးတယ်လို့ပြောတာမဟုတ်ဘူးပြည်ထောင်စုကြီးစီးလုံးညီညွတ်ဖို့လိုတယ်ဆိုတာကချင်ရောကယားရောမွန်ရောရခိုင်ရောရှမ်းရော10ပြည်တောင်9ပြည်တောင်10ပြည်တောင်ကြီးစီးလုံးညီညွတ်တဲ့ဘုံရန်သူဖြစ်တဲ့မင်းအွန်လိုင်းကိုအတူတကွတိုက်ထုတ်တာကိုဒါကိုစီးလုံးတယ်လို့ခေါ်တာပါတဲ့အရန်ကောင်းတဲ့စကားလုံးတွေပေါ့နော်အဲ့ဒီလိုပြည်ထောင်စုတိုင်းရင်းသားတွေစီးလုံးညီညွတ်နဲ့လက်တွေ့ဒီတော်လှန်ရေးကိုအကောင့်ထဲပေါ်ပြနိုင်မယ်ဆိုရင်တဲ့လက်တွေ့အကောင့်ထဲပေါ်ပြနိုင်မယ်ဆိုရင်တဲ့အင်အားချိနဲ့နေတဲ့စစ်ခွေးမင်းအောင်လှိုင်အုပ်စုကိုတဲ့ခဏလေးအမြင့်ဖြတ်နိုင်တယ်ကွာတဲ့ကဲပြောတာရှင်းသေးမင်းတို့ UNCC CRPH UNG နေပဲစီးလုံးနေလို့မရအောင်အဲ့ဒီစီးလုံးညီညွတ်တယ်ဆိုတဲ့အထဲမှာပြည်ထောင်စုကြီးအကုန်လုံးစီးလုံးညီညွတ်နေရမယ်အဲ့လိုပြည်ထောင်စုကြီးအကုန်လုံးစီးလုံးညီညွတ်ပြီးတော့တော်လှန်ရေးကိုလက်တွေ့အကောင့်ထဲပေါ်လိုက်မယ်ဆိုရင်အင်အားချိနဲ့နေတဲ့စစ်ခွေးမင်းအောင်လှိုင်ပြုတ်ပြီပေါ့ကွာတဲ့ပြည်သူလိုလားတောင်းတနေတဲ့ຫນွေဥတော်လှန်ရေးကြီးပြီးပြီပေါ့ကွာဘယ်အမေရိကန်သွားရှာမနေနဲ့တဲ့ဥရောပသမဂ္ဂသွားမနေနဲ့အဲ့ဒါအဝေးကြီးတဲ့မင်းတို့ပြီးကျင်တယ်ဆိုရင်ဒိတ်တာတတ်မှတ်လိုက်ဒီကနေ့ပြီးတယ်မင်းတို့ပြည်ထောင်စုကြီးအမှတ်တကယ်စီးလုံးအောင်တကယ်လုံးလိုက်စမ်းပါဗမာပြည်နယ်ကိုတကယ်ဖွဲ့လိုက်စမ်းပါအဲ့လိုဖွဲ့လိုက်ပြီးတော့တို့ပြည်ထောင်စုညီကိုမောင်နှမတွေတစည်းတစ်လုံးနဲ့အစည်းဝေးပွဲထိုင်ပြီးတော့စစ်ရေးပလန်နေကြနာဆွဲပြီးတော့အင်အားချိနေတဲ့စစ်ခွေးမင်းအောင်လိုက်ကိုငါတို့တိုက်ထုတ်လိုက်မယ်ဆိုရင်ဒီကနေ့ပြီးတယ်ကွာတဲ့တော်လှန်ရေးတဲ့ဒါဗိုလ်ချုပ်ကြီးအင်ပန်လခံစားချက်တွေဒါကြောင့်ဘဘတို့ပြည်သူလူထုတို့ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်ထောင်စုတိုင်းရင်းသားတွေဟာစီလုံးညီညွတ်စွာနဲ့စစ်ရေးပလန်တွေချမှတ်ပြီးတော့အင်အားချိနေတဲ့စစ်ခွေးမင်းအောင်လိုက်ကိုတိုက်ထုတ်မယ်ဆိုရင်ຫນွေဥတော်လှန်ရေးဒီကနေ့ပြီးပါတယ်တဲ့ဒါကြောင့်ຫນွေဥတော်လှန်ရေးပြီးကျင်တယ်ဆိုရင်ဒီအတိုင်းလုပ်ပါဗစက်နဲ့ပဲဖယ်တယ်ပေးနေလို့မရအောင်တိုင်းတွေကိုဖြုတ်ပြီးပြည်နယ်အကောင့်ထဲပေါ်ပါဗစက်ကတော့ဖယ်တယ်ဒန်းတူခွေးနဲ့អော်နေပြီးတော့မမဆောင်ပြောသလိုပေးသလိုမပေးသလိုပေးပြီးသလိုမပေးပြီးသလိုနဲ့ပြည်သူကလည်းမသိဘူးအဲ့တော့အခုဗိုလ်ချုပ်ကြီးအင်မန်လမိုက်ကြီးနဲ့ဆိုရှယ်မီဒီယာမှာတက်ပြောတော့အရှက်မကွဲပေဘူးလားအရှက်ကွဲတာပေါ့ဖဖိုးတို့တောင်ထင်နေတာအော် KIA ကိုပေးပြီးပြီပဲ AA ကိုပေးပြီးပြီပဲဒီလိုထင်တာလေအခုတို့ကတရားဝင်ကြီးတက်ပြောလိုက်တော့ဘာဖြစ်သွားလဲ
ကိုယ့်ဘက်ကကျွေးထားတဲ့ဂျင်းတွေမှန်သိသွားပြီလေဟာတို့ပြောတော့တိုင်းရင်းသားတွေကိုဘာပေးတယ်ညာပေးတယ်ဘယ်လိုစီးရုံတယ်ညလိုစီးရုံတယ်ဟာအခုတိုင်းရင်းသားတွေကဆိုရှယ်မီဒီယာပေါ်မှာတရားဝင်တက်ပြောပြီလေအဲ့လိုတက်ပြောတော့ကောင်းကြသေးရဲ့လားဘာမှဖြစ်တာရှက်တယ်ကွာနှစ်ပေါင်း80ကျော်လဲအနိုင်ကျင့်ခဲ့သေးတယ်အခုချိန်ဒီလဲမင်းတို့ကဂျင်းတွေကျွေးနေတော့ရှိသေးတယ်ရှက်တယ်ကွာပေတာသိလိုက်ချင်တယ်ဘာမှဖြစ်တာအဲ့လိုမတော်မတရားတွေမလုပ်ကြပါနဲ့လွတ်လပ်ရပြီးတော့ဦးနုကလည်းတိုင်းသားတွေကိုဂျင်းကျွေးခဲ့ပြီးနေဝင်းလည်းဂျင်းကျွေးခဲ့ပြီးစောမောင်တန်းကျွေးခင်ညော့အကုတ်ဂျင်းကျွေးခဲ့ပြီးအခုလည်းပဲလုံပိုင်ခွင့်နေပြည်သူကအနှင်းထားပါလျက်နဲ့ခြေတုံချတုံနဲ့ပြည်သူတွေကိုဂျင်းပြုတ်ရဆက်တိုက်နေအောင်မယ်ဆိုရင်ဗမာဖြစ်ရတဲ့ဘဝကိုတက်တည်ုံပဲရှိတော့တယ်ဘုံဘုံတို့ဗမာဖြစ်ရတဲ့ဘဝကိုတက်တည်ုံပဲရှိတော့တယ်အခုသူပြောခဲ့တဲ့ပြည်နယ်လို့ခေါ်တဲ့ဒန်းတို့အခွင့်အရေးတွေကိုဒါမင်းတို့ကြိုက်တဲ့အကောင့်ထဲမဖော်နိုင်ဘူးဆိုရင်ဘယ်လိုအမေရိကန်စီကပဲသွားတောင်းဗြိတိန်စီကပဲသွားတောင်းပြင်သစ်စီကပဲသွားတောင်းဥရောပသမဂ္ဂစီကပဲသွားတောင်းကုလသမဂ္ဂစီကပဲသွားတောင်းຫນွေဥတော်လည်းမယုံရင်ကြည့်နေကြာနေလိုက်မယ်အဲ့ဒီလိုပြောတာဘယ်နှယောက်ရှိသွားပြီလဲဖဖို့မှတ်ထားAA KIA TNL တာဘုံကျော် KIA တက်မှာကပရိုမန်းမန်းတို့ကိုကန်တို့တိုင်းရင်းသားခေါင်းဆောင်တွေအများကြီးရှိသွားပြီအဲ့လိုပြောနေတာမင်းတို့လောက်ဆရာရှိတာကိုလောက်လက်တွေအကောင့်ထဲပေါ်ပြီးတော့လက်တွေကြမလုံဘူးဆိုရင်တော့မင်းတို့ကကြိုက်တဲ့နိုင်ငံအာကူမင်းတို့ကကြိုက်တာလောက်ကွာတဲ့တော်လည်းကြာလိုက်မယ်ဒါရဲကြီးပြောရဲတယ်ဒါ KIA ဗိုလ်ချုပ်ကြီးအင်မန်လကပြောတာမင်းတို့ပြည်တော်စုကြီးအခုညီညွတ်ကြည့်ပါလားတဲ့မင်းတို့ဘယ်နေ့ပြီးကျင်တယ်တဲ့ဘယ်နေ့ပြီးကျင်တယ်မင်းတို့ငါမြင်းငါဆိုင်စကိုင်းရောက်ငါလင်ငါတို့ပကိုးရောက်ပုံစံနဲ့မင်းတို့တိုင်းသားတွေကိုဂျင်းတွေဆက်ကျွေးနေအောင်မယ်ဆိုရင်မင်းတို့တော်လိုင်းတော်နဲ့မပြီးဘူးကွာတဲ့တ KIA ဥက္ကဋ္ဌဗိုလ်ချုပ်ခွမ်မော်တို့ဆိုတာမလုံဖဲနဲ့လေပန်းတန်းစီထိုင်ပြောနေတာမဟုတ်ဘူးနော်တကယ်လဲလက်တွေတိုက်နေတာရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ကိုတကယ်လက်တွေတိုက်နေတာတိုက်ရင်းနဲ့သူတို့ကပြည်သူလူထုကိုသူတို့ဖြစ်စေချင်တာတွေနေဦးတော်လက်ရုပ်ကိုအမြန်ပြီးနိုင်တဲ့လမ်းကြောင်းတွေကိုပြောပြနေတာဘာဖြစ်လို့လဲတစ်ဖက်မှာကသူတို့ကိုမသိကြအောင်ဂျင်းတွေကျွေးထားလို့ဂျင်းပြုတ်ရည်တွေတိုက်ထားလို့သူတို့ကြိုက်တာကဂျင်းပြုတ်ရည်ကြိုက်တာမဟုတ်ဘူးသူတို့ကြိုက်တာကဖက်ဒရယ်ပြည်ထောင်စုပြောထားတဲ့အတိုင်းလက်တွေ့ကြလောက်တာကိုကြိုက်တာနောက်တစ်ခုကစစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းဖို့အတွက်တဲ့မင်းတို့ဒီຫນွေဥတော်လည်းမှာဘုံရန်သူဖြစ်တဲ့အာဏာရှင်မင်းအောင်လှိုင်ကိုအမြင့်ပြတ်ချေမှုန်းဖို့အတွက်တဖွဲ့ရဲကဥဆောင်နေလို့မရဘူး UNCC CRP UNG ဆိုပြီး၃ဘွဲရှိတယ်ဒါပေမဲ့အဲ့ဒါ၃ကိုခွဲပဲလေတူတူပဲလေဒီတဖွဲ့ရဲပဲလေညီကိုတွေပဲလေအဲ့ဒါ၃ကိုခွဲထားတာလေအဲ့ဒီ၃ကိုခွဲကိုပြန်ပေါင်းရင်တဖွဲ့ရဲပဲလေမင်းတို့အဲ့ဒီတဖွဲ့ရဲသွားလို့မရဘူးတဲ့ဗဇက်ကဖယားလက်ကကာယအဲ့ဒီပုံစံတိုင်းဖြစ်နေတယ်ဖက်ဒရယ်တိုင်းသားတန်းတူခွင့်ရေးတိုင်းသားတန်းတူခွင့်ရေးဆိုပြီးတော့မင်းတို့ကကချင်တွေရောကရင်တွေရောမွန်တွေရောရှမ်းတွေရောအဲ့ဒီအဖွဲ့တွေထဲမှာကောက်ထည့်ထားတယ်အဲ့တော့ပြည်သူလူထုကနိုင်ငံရေးအကြောင်းမသိတဲ့သူကဘယ်လိုထင်လဲဆိုတော့CRP UNC ထဲမှာတိုင်းသားတွေပါတာပဲမတွေ့ဘူးလားကွာတိုင်းသားတွေပါတယ်လေအကုတ်ပါတယ်လေဝင်ကြီးကျောင်းဆိုရင်ကရင်တမရာကြီးဆိုရင်ကချင်ဟော
တိုင်းရင်းသားတွေကိုတမရတွေဝင်ကြီးချုပ်တွေပေးထားတာလေအဲ့ဒါကိုတိုင်းရင်းသားတွေမပဘူးလို့ဘာသူပြောနေတာလေမဟုတ်ဘူးအဲ့လိုတိုင်းရင်းသားတွေပါလို့မရဘူးပြည်ထောင်စုအဆင့်ရှိတဲ့ပြည်ထောင်စုကိုကိုစားပြုတဲ့ကချင်ပြည်နယ်မှာဆို KIO ဖြစ်ရမယ်ရခိုင်ပြည်နယ်မှာဆိုရင် KIA ဖြစ်ရမယ်ချင်းပြည်နယ်မှာဆို CNF ဖြစ်ရမှာပေါ့အဲ့ဒီကိုစားပြုတွေနဲ့စုဖွဲ့ထားတဲ့ထင်းချောင်းကြီး8ချောင်းလား9ချောင်းလား10ချောင်းလားပြည်ထောင်စုကြီးဖြစ်ရမှာပြည်ထောင်စုအစိုးရကြီးဖြစ်ရမှာအမေရိကန်တို့ဥရောပသမဂ္ဂတို့ကုလသမဂ္ဂတို့မြင်ကျင်တာကလည်းအဲ့ဒီပြည်ထောင်စုအစိုးရစစ်စစ်ကြီးကိုလိုချင်တာတိုင်းရင်းသားတွေကိုကောက်ဆွဲပြီးထည့်ထားတဲ့ပြည်ထောင်စုအစိုးရကိုလိုချင်တာမဟုတ်ဘူးအဲ့ဒါပြည်ထောင်စုအစိုးရမဟုတ်ဘူးလေ KIO ကိုဘောကကိုစားမပြုတ်ရင်ပြည်ထောင်စုဘယ်ဖြစ်မလဲဗျ KIO ကိုမှကိုစားမပြုတ်ရင်ပြည်ထောင်စုဘယ်ဖြစ်မလဲဗျAA ကိုမှကိုစားမပြုတ်ရင်ပြည်ထောင်စုဘယ်ဖြစ်မလဲဗျအဲ့ထဲမှာရခိုင်ပါနေုံနဲ့မပြီးဘူးလေဗျအဲ့ဒီရခိုင်က AA ကိုကိုစားပြုတာလား AA ရဲ့ကိုယ်စလဲလားဒါဟာအရေးကြီးတယ်ဒါကြောင့်ဘုံဘုံခဏခဏပြောနေတာလေအန်ယူဂျီထဲမှာဆိုရင်ဒေါက်တာလျှမ်းမုံစားကောင်းတို့ဒေါက်တာဆဆာတို့ရှိတယ်သူတို့ကချင်းအမျိုးသားကိုကိုစားပြုသလားအဲ့လိုပြုမှဒါချင်းကိုကိုစားပြုတယ်လို့ခေါ်လို့ရတယ်လေချင်းတိုင်းသားပါနေလို့မရဘူးပါနေလို့မရဒါကြောင့် KIO ဥက္ကဋ္ဌကြီးကပြောတယ်မင်းတို့တစ်ဖွဲ့တည်းဥဆောင်နေလို့မရဘူးလေကွာတဲ့နှစ်ပေါင်း85နှစ်ကျော်မင်းတို့နေဝင်းတော့ကလည်းဖဆပလတပါတီတွေပဲဥဆောင်ခဲ့တယ်ဦးနုတော့ကလည်းပဲဖဆပလဆိုပြီးတော့တပါတီတွေပဲဥဆောင်ခဲ့တယ်တကစောမောင်တဲ့ထက်တော့ကလည်းပဲဒါပဲလေဒါကြောင့်တကောင်နဲ့ပြိုင်ဘက်မရှိတဲ့မြင်းကြီးလိုဖြစ်နေတယ်မြန်မာနိုင်ငံကြီးကဒါကြောင့်တဖွဲ့တည်းမသွားပါနဲ့မင်းတို့တကယ်ဖက်တဲ့အစ်စ်ကိုတကယ်လိုချင်တယ်တကယ်တိုင်းရင်းသားတွေပေါ်မှာရိုးသားတယ်ဖြောက်မှတ်တယ်ဆိုရင်ပြည်နယ်တွေအမြန်ဆုံးဖွဲ့ပြီးတော့ဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ပြီးတော့ပြည်ထောင်စုအစိုးရအစစ်အမှန်နဲ့သွားပါတဲ့ပြည်ထောင်စုအစိုးရအစစ်မှန်နဲ့သွားပါအခုကပြည်ထောင်စုအစိုးရအစစ်မှန်မဟုတ်ဘူးလေအတူကြီးဟာယူ KIA မှမပါတာ AA မှမပါတာ KNU မှမပါတာပြည်ထောင်စုအတူကြီးကိုအဲ့လိုပြည်ထောင်စုအတူကြီးဖြစ်တဲ့တပ်ဖွဲ့တဲ့စနစ်နဲ့မသွားနဲ့ပြိုင်ဘက်မရှိတဲ့တကောင်နဲ့မြင်းနဲ့ပြေးမနေနဲ့ဒါတိတ်မှတ်သားစရာကောင်းတဲ့စကားလုံးနေဒါကြောင့်အာဏာရှင်ကိုအမြင့်ဖြတ်ချေမှုန်းဖို့အတွက်ပြည်ထောင်စုတိုင်းရင်းသားဒန်းတူအခွင့်အရေးလိုအပ်တယ်ကွာငါတို့ကမလုံဖဲနဲ့ပြောနေတာမဟုတ်ဘူးနော်AAတို့ KIA တို့ဆိုတိုင်လဲတိုင်နေတာပြောလဲပြောနေတာငါတို့တိုင်းရင်းသားတွေညှက်ချခံနေရလို့ပြောနေတာဂျင်းပြုတ်ရီတောက်နေရလို့ပြောနေတာဒါကြောင့်အာဏာရှင်တွေဆိုတာယူနီဖောင်းမတူတာပဲရှိတယ်ဗျာမြန်မာနိုင်ငံမှာအာဏာရှင်တက်ဆိုးကအခုချိန်ကြီးမသိသေးဘူးနေဝင်းကစပြီးအခု UNG အစုံ UNG လည်းအာဏာရှင်ထဲမှာပါတာပဲတိုင်းရင်းသားတွေကိုဂျင်းပြုတ်ရီတက်ရပြီးတော့အခုပြိုင်မဲ့မရှိတဲ့တကောင်နဲ့မြင်ပြေးနေတာဗျာခလုတ်ပန်းတိုင်ရောသူတယောက်တည်းပဲပထမစုရသွားတာနောက်ပြန်လှည့်ကြည့်တော့ဒုတိယစုယူမဲ့လူမရှိဘူးတတိယစုယူမဲ့လူမရှိဘူးဒါကြောင့်အာဏာရှင်တွေဆိုတာယူနီဖောင်းနဲ့တိုက်ပုံပြောင်းတာပဲရှိတယ်မျက်နှာဖုံးခွာလိုက်တာပဲရှိတယ်ဘာမှထူအခုချိန်အထိဘဘတို့ဖက်ဒရယ်ပြည်ထောင်စုအစိုးရဆိုတာကိုမြင်ကိုမမြင်သေးတာဘာမှလည်းဖက်ဒရယ်ပြည်ထောင်စုအစိုးရ KIA မှမပါတာ AA မှမပါအဲ့တော့ဘယ်လိုလုပ်ဖက်ဒရယ်ပြည်ထောင်စုအစိုးရလို့ဘဖို့လို့တတ်ပတ်လို့ရမှာလဲဒါဖဖို့ပြောနေတာဘုံကျတော့အရန်လေးစားစရာကောင်းတဲ့ຫນွေဥတော်တိုင်းမှာ
ရက်ဆက်ဆက်ကိုပြည်သူဘက်ကရက်တီပြီးတိုက်ပေးနေတဲ့ KIO ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးအင်ပန်လကပြောနေတာဒါကြောင့်မင်းတို့အာဏာရှင်တက်တိုင်းကြီးကမလုံလုံးလားကွာတဲ့မင်းတို့လူမျိုးကြီးဝါဒကြီးကမလုံလုံးလားကွာအခုချိန်ထိကိုမင်းတို့မျိုးကိုမပြုတ်နိုင်ဘူးငါတို့ကမင်းအောင်လိုက်ကိုမကြိုက်လို့အာဏာရှင်ကိုမကြိုက်လို့တော်လှန်တာလေကွာတဲ့အခုမင်းတို့တကောင်နဲ့ပြေးနေမှာတော့တဖွဲ့တည်းကြီးပဲသွားနေမှာတော့ဘာထူးအောင်ပါလဲတဲ့ဘာထူးအောင်ပါလဲဒါကြောင့်အခုပြည်သူတွေဖမ်းခံရတာ1000ကျော်ပြီပြည်သူတွေရဲ့နေအိမ်နေမိရှုခံရတာ3000ကျော်သွားပြီပြည်သူတွေတက်ခံရတာ9000ထက်မနည်းရှိသွားပြီအဲ့ဒီပြည်သူတွေရဲ့မျက်ရည်နဲ့မျက်ခွက်ကိုမှမကြည့်ပဲနဲ့ဘာကြောင့်ဗမာပြည်နယ်ကိုမဖွဲ့နိုင်ပဲနဲ့ဘာကြောင့်တိုင်းရင်းသားတန်းတူအခွင့်အရေးကိုမပေးနိုင်ပဲနဲ့တေးခံနေကြတာလေအံ့ဩပါကံဘောဇာဖြစ်နေကြတာဟာဗျာဘဘတို့ပြည်သူကတော့သွေးချင်းသလိုသိနေမျက်ရည်နဲ့မျက်ခွက်နဲ့မီးရှို့ခံရတဲ့ပြည်သူနဲ့တက်ခံရတဲ့ပြည်သူနဲ့ဖမ်းခံရတဲ့ပြည်သူနဲ့အဲ့ဒါကိုလွယ်လွယ်လေးဗျာဗမာပြည်နယ်ကောက်ဖွဲ့လိုက်လေးအခုဖွဲ့လို့မရဘူးလားတိုင်းသားတွေကိုဒန်းတို့အခွင့်ရော့ကွာဆိုပြီးပေးလိုက်လို့မရဘူးလားဒီလောက်လွယ်နေတာကိုခတ်အောင်လုပ်နေနှလုံးနဲ့ပေါင်းမိကြအောင်လုပ်နေကြတယ်ဗျာဘုန်းတော်ပြည်သူတွေရဲ့မျက်ရည်နဲ့မျက်ခွက်ကိုကြည့်ကြစမ်းပါဦးပြာပုံကြားမှာငိုနေတဲ့ပြည်သူတွေကိုမှတ်လို့ကြည့်ကြစမ်းပါဦးဒီအရန်လွယ်နေတဲ့တိုင်းသားဒန်းတို့အခွင့်ကိုဘာကြောင့်မပေးခြင်းကြကြလဲအရန်လွယ်နေတဲ့ဗမာပြည်နယ်ကိုဘာကြောင့်မဖွဲ့နိုင်ကြတာလဲဗမာပြည်နယ်ဆိုတာအခုကောက်ဖွဲ့အခုရတယ်လေဗျာအခုကျင်ညာချက်ထုတ်လိုက်လို့ရတယ်ဗျာကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းပဲခူးတိုင်းတိုင်းကြီး9တိုင်းကိုတော့ဗမာပြည်နယ်ဖွဲ့လိုက်ပါပြီဗျာအေယာဝတီတိုင်းကိုတော့အေယာဝတီတိုင်းအေယာဝတီပြည်အမျိုးသားများပြည်နယ်လို့ဖွဲ့လိုက်ပါပြီဗျာတနင်္လာရီတိုင်းကိုတော့တနင်္လာရီအမျိုးသားများပြည်နယ်ဆိုပြီးပြည်နယ်3ခုအသစ်ထပ်တိုးပြီးဖွဲ့လိုက်ပါပြီဗျာငကိုရှိပြီးသားပြည်နယ်က9ခုရှိတဲ့ခါကျတော့အခုဖက်ဒရယ်ပြည်ထောင်စု10ပြည်ထောင်စုရှိသွားပါပြီဗျာကဲကျွန်တော်တို့ဒုံ CRP NUCC အစိုးရကကျင်းညာချက်ထုတ်တယ်တရားဝင်လုပ်ပလိုက်စမ်းပါပြည်သူတွေရဲ့မျက်နှာကိုထောက်ဆမ်းပါခင်ဗျားတို့အဲ့ပြည်သူတွေရဲ့ပြပုံကြားကမီးပုံကြားကလူသက်တဲ့သွေးတန်သေးရဲ့ကြားကပြောနေတာဗိုလ်ချုပ်ကြီးအင်ပန်လာဗျာဗိုလ်ချုပ်ကြီးအင်ပန်လာကကချင်ပြည်နယ်မှာမီးမရှို့ခံရဘူးဘသူအတွက်ပြောနေတာလဲဗမာတွေအတွက်ပြောနေတာအခုဘသူတွေခံနေရတာလဲဗမာတွေခံနေရတာမီးရှို့ခံရတဲ့အိမ်မောင်3000ကျော်ထဲမှာဗမာတွေက3000လောက်ပါတယ်အသက်ခံရတဲ့လူပေါင်း9000လောက်ထဲမှာဗမာတွေက4000လောက်ပါတယ်ပန်းစည်းခံရတဲ့လူပေါင်း1000လောက်ထဲမှာဗမာတွေက9000လောက်ပါတယ်ဗမာအများစုဒုက္ခရောက်နေဒီကနေ့ဗိုလ်ချုပ်ကြီးအင်ပန်လက်ကဒီຫນွေဥတော်လေးအမြန်ဆုံးပြီးဆုံးနိုင်တဲ့နီလန်းတွေကိုချပြနေတာကဘသူအတွက်ပြောနေတာလဲမီးပုံကြားကပြပုံကြားကသွေးတန်တရေရဲကြားတဲ့ကဗမာအများစုရဲ့မျက်ရည်နဲ့မျက်ခွက်တွေကိုကြည့်ပြီးပြောပြီးနေတာဗျာအေးအဲ့ဗမာလူမျိုးကြီးဝါဒစနစ်နဲ့အုပ်ချုပ်နေတဲ့ဒီ NUCC NUG CRP တို့ကပြည်သူတွေရဲ့မျက်ရည်နဲ့မျက်ခွက်ကိုမှမထောက်ကြတာလားဘာမဆိုင်ညာမဆိုင်ကချင်တိုင်းရင်းသားကြီးကဗမာတွေရဲ့မျက်ရည်နဲ့မျက်ခွက်ကိုကြည့်ပေးနေတယ်စဉ်းစားကြည့်ကြပါဒါကြောင့်ပြည်သူတွေရဲ့မျက်ရည်နဲ့မျက်ခွက်ထောက်ပေးကြပါခင်ဗျားတို့အတ္တတွေမကြီးကြစမ်းပါနဲ့မလုံနိုင်ရင်လည်းအဲ့ဒီအာနာကိုအဲ့ဒီနေရာကိုတယောက်ယောက်ကိုတစုံတယောက်ကိုလွှဲပြီးခင်ဗျားတို့ဆင်းလိုက်ကြပါဖဖို့တို့မြန်မာနိုင်ငံမှာတခုရှိတယ်လုံနိုင်နိုင်မလုံနိုင်နိုင်ဘယ်သူမှအဲ့ဒီခုံကမဖယ်ပေးလုံနိုင်နိုင်မလုံနိုင်နိုင်ဘယ်သူမှအဲ့ဒီခုံကမဖယ်ပေးအာနာဆိုတာအရန်ကောင်းတာဟုတ်ဗျအာနာဘယ်လောက်ကောင်းလဲမကောင်းလဲဆိုတာဆရာတော်ကြီးတွေတော့ဒီအာနာကိုမှတ်ကြတယ်မန္တလေးတိုင်းမှာမြတောင်ဆရာတော်ဆရာဖရာကြီးဆိုတာရှိတယ်မြတော်ဆရာတော်ဘုရားကြီးကမန္တလေးတိုင်းဥက္ကဋ္ဌသူကအသက်ကြီးပြီးအိယာထဲမှာလဲနေပြီအဲ့တော့မန္တလေးတိုင်းဥက္ကဋ္ဌနောက်ထပ်ဆရာတော်တစ်ပါးရွေးမယ်ဆိုတော့
အဲ့ဒီမြတောင်ဆရာတော်ဘုရားကြီးကဘာပြောလဲဆိုတော့ငါရဲ့မန္တလေးတိုင်းဥက္ကဋ္ဌယာဒူးကြီးတော့မဖြုတ်ပြကြပါနဲ့ကွာတဲ့ဒီမန္တလေးတိုင်းဥက္ကဋ္ဌယာဒူးကြီးနဲ့ပဲသေသွားပါရစေအသက်ထွက်ပါရစေကွာတဲ့ဟာဆရာတော်ကြီးကပါအာနာယူနေတာကဲသေတာတော်မှမန္တလေးတိုင်းဥက္ကဋ္ဌယာဒူးကြီးနဲ့သေပါရစေတဲ့သေတာတော်မှမန္တလေးတိုင်းဥက္ကဋ္ဌယာဒူးကြီးနဲ့အသက်ထွက်ပါရစေအော်ဒီဆရာတော်ကြီးသေရင်ဘယ်မြန်ရောက်မလဲတော့မသိဘာမဟုတ်တဲ့ဇရွေးခွက်ကိုတက်မှန်နေတာဒါကြတော်တော်ကြောက်စရာကောင်းတယ်နော်တော်တော်ကြောက်စရာကောင်းတယ်အခုမြန်မာနိုင်ငံမှာလူမျိုးအများစုဟာဗမာတွေပါတဲ့အေးမင်းတို့ဗမာတွေများတယ်ဆိုပြီးတော့နှစ်ပေါင်း85နှစ်အနိုင်ကျင့်ခဲ့တယ်မင်းတို့ကဗမာတွေကများလို့ဆိုပြီးတော့တိုင်း9တိုင်းပုံစံနဲ့တော့အနိုင်မကျင့်ကြပါနဲ့ကွာတဲ့ရှမ်းပြည်နယ်ရှိဗမာပြည်နယ်လည်းရှိလေကွာတဲ့မင်းတို့ဗမာများတယ်ဆိုပြီးတော့ငါမင်းတို့ရှမ်းကတော့နဲတယ်ကွာရောငါတို့ဗမာကများတယ်ရောမင်းတို့ကချင်ကတော့နဲတယ်ကွာငါတို့ဗမာကများတယ်အဲ့ဒီတော့ကြောင့်ငါတို့ဗမာကဝင်ကြီး9ယောက်မင်းတို့ရှမ်းက1ယောက်ရခိုင်က1ယောက်ကချင်က1ယောက်မင်းတို့နိုင်ကျင့်ခဲ့တာ85နှစ်ရှိပြီအခုတော့မင်းတို့ကရေနစ်နေတာတော့မှရေနစ်နေတာတော့မှငါတို့ကကယ်ဖို့ဝလုံးထိုးပေးနေတာတော့မှလက်ကလေးပေးပါလက်ကလေးပေးပါလို့ပြောတာတော့မင်းကပေးရမှာကြောက်လို့ကိုအသေးခံမလို့လားလက်ကလေးယူပါဆိုမှမင်းကဝါလုံးကိုလှမ်းဆွဲတယ်ဒါကြောင့်မင်းတို့ကနောက်ဆုံးသေတော့မဲ့အချိန်တောင်မှပေးပါဆိုတဲ့စကားလုံးကိုမင်းတို့မကြိုက်ဘူးအသက်သေပါစေမပေးဘူးလက်ကလေးပေးပါလက်ကလေးပေးပါအသက်သေပါစေမပေးဘူးရောလက်ကလေးယူပါဆိုမှဝက်လုံးလေးကိုယူပါဝက်လုံးလေးကိုယူပြီးလှမ်းဆွဲလိုက်ပါဆိုမှအဲ့ကြမှာယူကြတာအဲ့ဒါဗမာလူမျိုးဗျဗမာလူမျိုးတော့ဒါကြောင့်ဗမာလူမျိုးဆိုတာရေနစ်နေလို့သေတော့မဲ့ဆဲတောင်လက်ကလေးပေးပါလို့ပြောရင်အသေးခံပါဗျလက်ကလေးယူပါဝက်လုံးလေးလှမ်းယူလိုက်ပါဆိုမှအဲ့ဒါယူတဲ့လူမျိုးဗျယူတဲ့လူမျိုးဒါကြောင့်မင်းတို့ဗမာလူမျိုးတွေများတယ်ဆိုပြီးဝင်ကြီး9ယောက်တော့မလုံးနဲ့ကွာတဲ့ရှမ်းပြည်နယ်ဆိုရင်ဗမာပြည်နယ်ကချင်ပြည်နယ်ဆိုဗမာပြည်နယ်အဲ့လိုပြက်သားသားဒန်းလူခွေလောက်ပါတဲ့ဒါကြောင့်မင်းတို့ဗမာပြည်နယ်ကိုအခုတတ်မှတ်ပေးပါတဲ့အခုတတ်မှတ်ပေးတဲ့မင်းတို့ကိုပြည်သူလူထုနဲ့ PDF တွေကယုံကြည်လို့ဒီနေရာဒီအာဏာတွေကိုမင်းတို့ကိုပေးထားတာလေတဲ့မင်းတို့လက်ထက်မှာအာဏာရှိနေပြီးသားတဲ့ပြည်သူကလည်းမင်းတို့လုံးသမျှကိုအကုန်လုံးလက်ခံပြီးသားလေတဲ့ဗမာအများစုကိုမေးကြည့်လိုက်တဲ့ဗမာအများစုကတိုင်းရင်းသားတွေကိုတန်းတူခွင့်ရေးပေးခြင်းနဲ့တဲ့ဗမာပြည်နယ်ရှိတယ်လို့ရှမ်းပြည်နယ်ရှိတယ်လို့ဗမာပြည်နယ်လည်းရှိစေခြင်းနဲ့လေကွာတဲ့ဒါပြည်သူတွေရဲ့သဘောထားပါလေအဲ့ဒါကိုမင်းတို့ဘာလို့မပေးနိုင်ရတာလဲတဲ့မင်းတို့ဗမာလူမျိုးများတယ်ဆိုပြီးတော့အနိုင်မကျင့်ကြပါနဲ့ကွာတဲ့မင်းတို့ຫນွေဥတော်လည်းကြီးအမြန်ပြီးခြင်းပြည်သူတွေကိုပြောပြရစီဗမာပြည်နယ်အမြန်ဆုံးဖွဲ့ပါပြည်တော်စုအစိုးရအမြန်ဆုံးဖွဲ့ပါအမြန်ဆုံးစီးလုံးကြပါညီညွတ်ကြပါတဲ့ဒါဆိုရင်အားချင်းနေနေမင်းအောင်လိုက်ကိုအခုနိုင်ပါတယ်ကွာတဲ့ဒါကြောင့်အဲ့လိုဗမာပြည်နယ်ဖွဲ့ပြီးပြည်တော်စုကြီးအမြန်ဆုံးစီးလုံးညီညွတ်ပြီးတော့မင်းအောင်လိုက်ကိုတိုက်တဲ့နီလန်းတာလျင်ຫນွေဥတော်လည်းရေးကိုအမြန်ဆုံးပြီးမဲ့နီလန်းပဲဖြစ်တယ်ဒါရင်ပဲလားဆိုဘယ်ကမလဲတဲ့နှစ်ပေါင်း80ကျော်လူလေကြလာခဲ့တဲ့မဟာလူမျိုးကြီးဝါဒအာဏာရှင်စနစ်ကိုလည်းညီကုန်းချုပ်သွားလိုက်မယ်အခုကမင်းအောင်လိုက်ကိုတိုက်နေတာပဲရှိတယ်လေ
အာဏာရှင်ညီကုန်းမချုပ်ဘူးအခုကပြည်ထောင်စုအစိုးရလည်းမဟုတ်ဘူးUNG CRP UNG ကသူတို့မှသူတက်ဖွဲ့တဲ့သွားနေတာဘသူကမှလည်းမခေါ်ဘူးဘသူကမှလည်းအရေးမလုပ်ဘူးဘသူပြောစကားမှလည်းနားမထောင်ယာဒူးကြီးနားတွေကန်သွားပြီမသိကြအောင်စောင်းနေတာသူတို့အဖွဲ့ကိုဗမာပြည်နယ်ဖွဲ့ဖို့သွားပြောကြည့်ဖက်ဒရယ်ကိုသွားပြောကြည့်မသိကြအောင်စောင်းနေတာမကြားကြအောင်စောင်းမနေ့ကတနေ့မှာအတိတ်မေ့သလိုလိုရွှေပြောက်သလိုလိုမသိကြအောင်ဆောင်သွားပြီအဲ့ချင်အောင်ဆောင်တဲ့အသူကနှုတ်ရခတ်တယ်လို့အဲ့လိုပဲသူတို့ကိုဖက်ဒရယ်အကြောင်းသွားပြောလိုက်မသိတော့ဗမာပြည်နယ်ဖွဲ့ဖို့အကြောင်းသွားပြောလိုက်မသိတော့ဘူးဒါကြောင့်ဘုံဘုံတို့ပြည်သူတွေကိုဗိုလ်ချုပ်ကြီးအင်ပန်လာပြောကျင်တဲ့စကားကဒီကနေ့ဗမာပြည်နယ်ဖွဲ့လိုက်ဒီကနေ့ပြည်တော်စုတိုင်းသားတွေစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တွားကြည့်လိုက်တဲ့မဲအွန်လိုင်းတက်ဖွဲ့တဲ့ပဲဒီမြန်မာနိုင်ငံရဲ့မြေကြီးပေါ်ကပျောက်ကွယ်သွားမှာမဟုတ်ဘူးနှစ်ပေါင်း80ကျော်လူလဲကြလာခဲ့တဲ့ဗမာလူမျိုးကြီးဝါဒစနစ်ကြီးပါအာဏာရှင်စနစ်ကြီးပါလုံးဝညီကုန်းကံပတ်အဆုံးသတ်သွားလိုက်မယ်တဲ့လုံးဝကိုအဆုံးသတ်သွားလိုက်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ຫນွေဥတော်လည်းကြီးကဝိုင်းကြီးပတ်ဒူဝေဖြစ်နေမှာပဲအမေရိကန်ကိုအားကိုးရမလို့ဥရောပသမဂ္ဂကိုပဲအားကိုးကူလာသမဂ္ဂဟိုကောင်တွေကဘာမှတော့မလှုပ်တကယ်အားကိုးရအစ်စ်ကကိုယ့်အိမ်ထဲမှာရှိတာကိုယ့်ပြည်တွင်းထဲမှာရှိတာအဲ့ဒီပြည်တွင်းထဲမှာရှိတဲ့ဟာတွေကိုတော့မှမသိကြအောင်ဆောင်မကြားကြအောင်ဆောင်ပြီးစီးလုံးညီညွတ်အောင်လုပ်ရကောင်းမှမသိပဲနဲ့ဟိုးရှေ့တုန်းကအဝေးကြီးမှာရှိနေတဲ့အမေရိကန်ကိုသွားပြီးအားကိုးနေဟိုးတို့ကြာမှာပေါ့ဒါကြောင့်ဗိုလ်ချုပ်ကြီးအင်မန်လပြောတယ်လို့ဘိုးဘိုးတို့ပြည်သူတွေသဘောပေါက်ကြပါအာဏာရှင်စနစ်မဲအောင်လိုင်းရဲ့စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းဖို့ဆိုရင်ဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ဖို့အတွက်တိုက်တွန်းကြပါနှိုးဆော်ကြပါအဲ့ဒီလိုတိုက်တွန်းနှိုးဆော်မှသာလျှင်ဗိုလ်ချုပ်ကြီးအင်ပန်လပြောသလိုຫນွေဥတော်လည်းကြီးအမြန်ဆုံးအဆုံးသတ်မှာပဲဖြစ်တယ်နောက်တစ်ခုကအခုဖြစ်နေတဲ့ပြဿနာကသေးသေးလေးမဟုတ်ဘူးနော်တဲ့အခုဖြစ်နေတဲ့ပြဿနာကိုတဲ့အဖွဲ့အစည်းတစ်ခုတည်းကပဲဖြည့်ရှင်းနေမယ်ဆိုရင်အဖွဲ့အစည်းတစ်ခုတည်းကပဲဥဆောင်ပြီးတွားနေမယ်ဆိုရင်တဲ့ဒီຫນွေဥတော်လည်းကြီးမပြီးနိုင်ဘူးအဲ့ဒါအမေရိကန်ကဒေါ်မီမီဝင်းဘက်ပြောတဲ့စကားနဲ့လုံးဝချွတ်ဆွတ်တွားတူတာ TNL တို့ကတာဘုံကြိုတို့ကလည်းပြောတယ် KNU တပ်မှန်ကဘရိုမမတို့ကလည်းပြောတယ် AA တို့ကလည်းပြောတယ်ဒေါ်မီမီဝင်းဘက်ကလည်းပြောတယ်ဒါကြောင့်ຫນွေဥတော်လည်းကြီးအမြန်ဆုံးပြီးဆုံးဖို့နိုင်ငံတကာကအကူအညီတွေရဖို့ဆိုရင်ဒီຫນွေဥတော်လည်းကြီးဆိုတဲ့အာဏာရှင်အကြမ်းဖက်ပြဿနာကြီးကိုတပ်ဖွဲ့တွေကဘယ်ဥဆောင်ပြီးဖြည့်ရှင်းနေလို့မရဘူးတပ်ဖွဲ့တွေကပဲတွားနေလို့မရဘူးဗမာပြည်နယ်အမြန်ဆုံးဖွဲ့ပြီးတော့ပြည်ထောင်စုအစိုးရစနစ်နဲ့တွားမှသာလျှင်ဘာလို့ထိရောက်မယ်မြန်ဆန်မယ်ပြတ်သားမယ်ဆိုကြပါစို့ UNG အစိုးရကြီးဆိုတာကိုခဏအသာထားလိုက်ပြည်ထောင်စုအစိုးရတိုင်းသားတွေအကုန်ပါသွားပြီရှမ်းပါမယ်ကရင်ပါမယ်ကချင်ပါမယ်ချင်းပါမယ်ကယားပါမယ်ရခိုင်ပါမယ်
ဘာမှပါမယ်ဟောပြည်တော်စုဆိုရကြီးအခုဖွဲ့ကြည့်ပါလားအမေရိကန်လန့်သွားမှာပေါ့ဥရောပသမဂ္ဂလန့်သွားမှာပေါ့နောက်ဆုံးသူတို့အကူအညီမပေးရင်အောင်မှအကုန်ရှိပြီးသားလေးမြန်မာနိုင်ငံထဲမှာလက်နက်အင်အားအလုံးလောက်PDF အလုံးလောက်တိုင်းရင်းသားလက်နက်ကိုင်အလုံးလောက်အခုကတိုင်းရင်းသားတွေကဂျင်းပြုတ်ရီအတိုက်ခံထားရတော့စန္ဒဝါဝါကြီးနဲ့တွားနေရတာသူတို့ရဲ့အားလုံးခွန်ဆိုင်တာအလုံးလုံးနေရပေမဲ့မသေးကြတဲ့မရေရတဲ့လမ်းယူရှောက်နေရတယ်လို့ဖြစ်နေတချို့ကပြောမှာပေါ့ဒီຫນွေဥတော်လည်းကြီးပြီးမှဒါတွေလုံးကြမယ်ဒါတွေပြောကြမယ်ဒါတွေကန်ကြမယ်ဆိုအဲ့ဒါခံခဲ့ရပြီးတမိုင်းတွေကိုသိချပြန်ဖက်ခံခဲ့ရပြီးမှဆိုတာဘယ်ဟာမှမကောင်းဘူးရော့နဂါရော့ပရမညာဗိုလ်ချုပ်အောင်ဆန်းလည်းပဲပြီးမှဆိုသူတည်သွားတဲ့အခါကျတော့တိုင်းရင်းသားတွေခွေးဖြစ်သွားတယ်နေဝင်းလည်းပဲပြီးမှဆိုပြီးတော့ဦးနုလည်းပြီးမှဆိုတဲ့စကားလုံးကြောင့်တိုင်းရင်းသားတွေခွေးဖြစ်သွားတယ်အဲဆိုတိုင်းရင်းသားတွေကပြီးမှဆိုတဲ့စကားလုံးကြောင့်ခွေးဖြစ်ခဲ့တာနှစ်ပေါင်း85နှစ်ကြာခဲ့ပြီဗျနှစ်ပေါင်း85နှစ်ဆိုတာအင်မတန်မှကြာတယ်လူအသက်တသက်စာရှိတယ်ဒါကြောင့်ပြီးမှဆိုတာမလုံးနဲ့ဒါဟာပြီးမှလုံးရမယ်ကိစ္စမဟုတ်အခုကိုကောက်လို့ရမယ်ကိစ္စဖြစ်တယ်အခုကိုချက်ချင်းလိုက်ကင်အကောင့်ထဲပေါ်ရမယ်ကိစ္စဖြစ်တယ်ဒါကြောင့်ဘုန်းတို့ပြည်သူတွေဒါတွေကိုနားလည်ရမယ်ဒါဖုံဖုံပြောနေတာမဟုတ်ဘူး KIO ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးအင်မန်လပြောနေတဲ့စကားဒါကြောင့်အခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်ခံနေရတဲ့မိရိုးခံနေရတဲ့တပ်ဖြတ်ခံနေရတဲ့ဒီຫນွေဥတော်လည်းကြီးပြဿနာကြီးကိုဖြေရှင်းခြင်းနဲ့ဆိုရင်အဖွဲ့အစည်းကြီးတစ်ခုတည်းကပဲတွားနေလို့မရဘူးတဲ့ပြည်ထောင်စုအစိုးရအဖွဲ့ကြီးအမြန်ဆုံးဖွဲ့ပြီးတော့အဲ့ဒီပြည်ထောင်စုအစိုးရအဖွဲ့အစည်းဆိုတဲ့နာမည်နဲ့တွားစမ်းပါတဲ့မင်းတို့အမေရိကန်တော်မလိုပါဘူးကွာတဲ့ကုလသမဂ္ဂလည်းမလိုဘူးဘာ ICC မှလည်းမလိုဘူးကွာမင်းအခုပြီးတယ်ကွာတဲ့ expire တတ်မှတ်လိုက် date တတ်မှတ်လိုက်အခုပြည်ထောင်စုဖက်ဒရယ်အစိုးရကြီးအခုကောက်ဖွဲ့ပြီးနောက်တစ်လတော်လှန်ရေးအပြီးရမယ်ကွာတဲ့ဒါဗိုလ်ချုပ်ကြီးအင်မန်လာပြောနေတာအခုတော့တဲ့ဒါဘုံဘုံနောက်ဆုံးပဲပေါ့နော်အခုတော့ကွာတဲ့ငါတို့ KIA ကလည်းတိုက် AA ကလည်းတိုက်ချင်းကလည်းတိုက်ကရင်နီကလည်းတိုက်ကရင်ကလည်းတိုက်အခုမွန်ကလည်းတိုက်တော့မယ်ဝမ်းသာစရာကောင်းတာကမွန်ကလည်းတိုက်တော့မှာအခုရှမ်း SSPP ကလည်းအခုတိုက်ဖို့လုံနေပြီကမ်းလှမ်းနေပြီရေးလာမြောင်းပွေးတွေလုံနေပြီဆိုတော့အခုငါတို့တိုင်းရင်းသားတွေအကောင်ဝိုင်းဝန်းပြီးတော့တိုက်နေရတာပေါ့နော်လက်ဝဲကြီးအုပ်ထားတဲ့လူမျိုးကြီးစိတ်ဓာတ်တွေကြောင့်အဲ့လက်ဝဲကြီးအုပ်ထားတဲ့လူမျိုးကြီးစိတ်ဓာတ်တွေကိုမင်းတို့လက်မလွတ်နိုင်သေးရင်တော့မင်းတို့ຫນွေဥတော်လည်းကြီးမယုံကြည်နေကွာကြာလိုက်မယ်မယုံကြည်နေတဲ့ကြာလိုက်မယ်ကရင်တိုက်ပါရှမ်းတိုက်ပါအေးတိုက်ပါကချင်တိုက်ပါဝါတိုက်ပါလို့ပြောနေတယ်တဲ့အေးငါတို့လည်းတိုက်နေတာပဲလေမတိုက်ဖဲနဲ့လေးထိုင်ဖုတ်နေတာမှမဟုတ်တာအဲ့လိုတိုက်ပါနဲ့ပြောပြီးတော့
ဒီမဟာလူမျိုးကြီးဝါရကိုလက်ဝက်ကြီးအုပ်ပြီးတော့မဟာလူမျိုးကြီးဝါရကိုလက်မလွတ်နိုင်သေးပဲနဲ့တိုင်းရင်းသားတွေကိုဂျင်းပြုတ်ရည်စိုက်တိုက်နေအောင်ပဲဆိုရင်မင်းတို့တော်လှန်ရေးမင်းတို့ကြည့်ထားတဲ့မင်းတို့တော်လှန်ရေးကြည့်ထားမင်းတို့ဗမာပြည်ကြီးအကုန်လုံးမီးလောင်ပြချသွားလိုက်မယ်အခုမင်းအောင်လိုက်မီးရှို့တပ်ဖတ်နေတာဘုန်းဘုန်းတို့ဗမာပြည်နယ်အများဆုံးနေဗျာတိုင်းခုနှစ်ခုမှာအများဆုံးနေဗျာဖမ်းဆီးခံရတာလည်းဗမာတွေအများဆုံးအသက်ပြတ်ခံရတာလည်းဗမာတွေအများဆုံးမီးရှို့ခံရတာလည်းဗမာတွေအများဆုံးအနိုင်ကျင့်အစော်ကားခံရတဲ့ဗမာတွေအများဆုံး KIA ထဲမှာသိမရှိဘူးရခိုင်ပြည်နယ်မှာသိမရှိဘူးဟောကရင်ပြည်နယ်ထဲမှာသိမရှိဘူးဒါကြောင့်ဗမာတွေကိုမျက်ရည်နဲ့မျက်ခွက်တနာလုံးလို့ဗိုလ်ချုပ်ကြီးအင်ပန်လာကနီလန်းကောင်းနေပြည်သူလူထုကိုပေးနေတာအလကားပြောနေတာမဟုတ်ဘူးဒါကြောင့်ဘုန်းဘုန်းတို့ပြည်သူလူထုကຫນွေဥတော်လည်းရေးအမြန်ဆုံးပြီးဆုံးခြင်းနဲ့ဆိုရင်ဗိုလ်ချုပ်ကြီးအင်ပန်လာရဲ့ပြောဆိုချက်တွေအတိုင်းအကောင့်ထဲပေါ်ဖို့အတွက်ဘယ်သူ့ကိုဖိအားပေးရမလဲမာလူမျိုးကြီးဝါဒကိုလက်ဝဲကြီးအုပ်ပြီးတော့မစွန့်နိုင်မလွတ်နိုင်ချီတုံချတုံဖြစ်နေတဲ့ဒီ UNCC ဆရာပြေ UNG အဖွဲ့အစည်းကိုဟိုတို့ကပြောရမှာဖြစ်တယ်သိအောင်လုပ်ရမှာဖြစ်တယ်ယာရူးကြီးသွားရင်နားတွေမကြားတော့ဘူးယာရူးကြီးသွားရင်နားတွေထိုက်ကုန်ပြီအတိတ်မေးသလိုလိုရွှေပြောက်တော်တွေဖြစ်ကုန်ကြပြီဒါကြောင့်ဘုန်းတို့ပြည်သူတွေကြားအောင်ဝိုင်းဝန်းပြီးတော့ပြောကြပါဒီနေ့ဘုန်းဘုန်းပြောခဲ့တဲ့ຫນွေဥတော်လည်းအမှန်တကယ်ပြီးဆုံးကြောင်းနီလန်းနေဟာဘုန်းဘုန်းပြောခဲ့တဲ့နီလန်းနေမဟုတ်ဘူးဘုန်းဘုန်းတို့အရန်လေးစားရပါတော့ KIO ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးအင်ပန်လကိုယ်တိုင်ပြောထားတဲ့စကားတွေဖြစ်တယ်ဗိုလ်ချုပ်ကြီးအင်ပန်လပြောထားတဲ့စကားတွေကိုဘုန်းဘုန်းကတဆင့်ပြည်သူလူထုတွေကိုနားလည်အောင်ပြောပြရင်းနဲ့ပဲຫນွေဥတော်လည်းအမြန်ဆုံးပြီးဆုံးပါစေအဲ့လိုပြီးဆုံးဖို့အတွက်ဖိုးတို့ပြည်သူတွေကဒီတိုင်းငြိမ်ခံနေလို့မရဘူးနံပါတ်1ဗမာပြည်နယ်ကိုအမြန်ဆုံးဖွဲ့ဖို့အတွက်ပြောရမယ်ဗမာပြည်နယ်လိုကိုလိုတယ်အဲ့ဒီဗမာပြည်နယ်ကိုဖွဲ့ဖို့ပြောနေတာကကချင်ပြောနေတာမဟုတ်ဘူး KIA ပြောနေတာမဟုတ်ဘိုးကျောင်းဆန်းမှာခဲ့တဲ့စကားဗျ1940ခုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိပြီးသားဗျအဲ့ဒါကြီးကိုဗိုလ်ချုပ်ကိုတတ်ပြီးဦးနုတို့ဦးတန်းတို့ဦးချန်ထွန်းတို့နေဝင်းတို့ကပြင်ဆင်ပလိုက်တာဗျတိုင်းသားတွေကိုခွေးပြအောင်လုပ်ပလိုက်တာဗျဒါကြောင့်ဗိုလ်ချုပ်ကိုချစ်တယ်ဆိုရင်ကြေးရုပ်တွေလောက်တာထက်ဗိုလ်ချုပ်ကိုချစ်တယ်ဆိုရင်ဗိုလ်ချုပ်ဆိုပြီးတော့အတုံးနှုံးတွေကိုတုံးနေတာထက်ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုတသွေမတိတ်လေးစားလိုက်နာပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ဗမာပြည်နယ်အမြန်ဆုံးဖွဲ့နိုင်ဖို့အတွက် UNG အစိုးရကိုဖွေအားပေးရင်းနဲ့ပဲဗိုလ်ချုပ်ကြီးအင်မန်လာရဲ့စကားကိုဘုန်းဘုန်းတို့လေးလေးစားစားနဲ့တန်ဖိုးထားပြီးတော့ຫນွေဥတော်လည်းကိုဘုန်းဘုန်းတို့အတူတူဆက်သွားကြရအောင်လို့ဘုန်းဘုန်းပြောချိုင်းနေပဲဘုန်းဘုန်းရဲ့ like ကလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျာအားလုံးပြည်သူပြည်သားအပေါင်းတို့ကြမ်းမာချမ်းသာကြပါစေ